ကောင်းကင်ရုပ်ကြီးကတကယ်ပဲငါ့အသက်ကိုအပြင်ပင်လယ်ထဲမှာအဆုံးစီရင်ချင်နေတာလားအကိုတနက်ထဲသို့မဟုတ်လေတဲ့ရေတွေဝင်ကုန်ပြီးသမီးရေနစ်တော့မယ်ကုဆောင်မန်းမင်းဘလို့ဖြစ်ပြီးလှေပေါ်ခိုးလိုက်လာတာလဲအကိုတယောက်တည်းအပြင်ပင်လယ်ကိုလာတာစိုးရိမ်လို့အဖော်လုပ်ပေးခြင်းလို့လိုက်လာတာပါတတိမမွေးနဲ့ဦးအရင်ဆုံးတန်ပိုက်လုံးကိုမြဲမြဲဖတ်ထားလက်မလွတ်နဲ့အကိုမြ မြန်ကြည့်ဦးအောက်ကနေအကောင်တကောင်အပေါ်ကိုတက်လာနေပြီးဒါပါတရေတတဝါလဲဝမ်ဟိုင်ပင်လယ်ပြင်မှာဘယ်တော့ကဒီလိုဘီလူးတတဝါရှိသွားတာလဲအကိုသူသမီးစီဦးတီပြီးလာနေပြီငါစီလာခဲ့စမ်းသူ့ကိုမထိနဲ့မလာနဲ့အားလုံးရက်လိုက်စမ်းအကိုအခုနဲ့ဘာပြောလိုက်တာလဲသူတို့ကတကယ်ကြီးရက်သွားကြတာပဲငါလည်းမသိဘူးစိတ်ပူသွားလို့အလောတကြီးနဲ့អော်လိုက်တာပဲဦးလေးမှန်ချမ်းကျွန်တော်ဒီနေ့တောင်းရမ်းဖို့စိတ်ဆက်ကြောင်းလန့်ဖို့လာတာပါချန်ဆန်းမင်းကဒီပစ္စည်းအတပြလေးနဲ့ငါသမီးကိုလာတောင်းတာလားဦးလေးအခုတလောကျွန်တော်ဘက်မှာအခြေအနေတိတ်မကောင်းလို့ပါဒီကာလလေးကြော်လွန်သွားရင်လက်ဖွဲ့ပစ္စည်းတွေကိုအပြည့်အစုံပြန်ဖြည့်ပေးပါမယ်မင်းတို့အိမ်ကရေယိုနေတဲ့တစ်သားလေအစုံနဲ့ငါးပဲနှကောင်ဖမ်းနိုင်ပါလေလေကဟောင်းနေပေမဲ့ကျွန်တော်တမဖြက်လက်ပါတယ်ကြည်ရီသူကဘာသိလို့လဲငါရှိနေတဲ့၍မင်းဒီအိမ်တကားကိုဝင်ဖို့လုံးဝမစင်စားနဲ့အခုဘသူကမသိပဲနေမလဲမင်းဖေကခြေတော့မတန်ဘူးမင်းမေကလည်းတစ်နှစ်ပတ်လုံးစေးတောက်နေရတာအဲ့ဒါကအရင်တုန်းကလေမင်းကဘာနဲ့လှုပ်ကြွေးမှလဲပတ်စံကွန်ရဲ့အစ်စ်တကွင်းတော်ဝယ်နိုင်တာမဟုတ်ပဲနဲ့ဟာမင်းပစ္စည်းတွေကိုယူပြီးလစ်တော်ငါရှိမှလာပြီးမတက်ကြီးမရက်နေနဲ့ငါကတော့ဒီနေ့ပဲကောင်းမညစ်ပဲအပြင်ထွက်ခိုင်းတာတခင်လေးဟိုင်ဖုန်းဘာလို့ကိုယ်တိုင်ကိုကြကြွလာရတာလဲခင်ဗျာထိုင်ပါပင်လယ်မြော့ငါးကြီးကုန်6ဘောရုကောင်နဲ့လက်ငင်းပတ်စံ3,800အားလုံးဒီမှာရှိတယ်ရန်မီသားစုရဲ့အတုံးဖြုံးကတကယ်ကိုခမ်းနာတာပဲကျွန်တော်ရဲ့ဒီအိမ်စုပ်4,000ကုန်တက်သွားရတယ်ဟောဒါကဟိုနေရာဒီနေရာမှာပတ်စံလိုက်ချင်းနေတဲ့ကုမီသားစုကကုချောင်ဆန်းမဟုတ်လားကုချောင်ဆန်းမင်းဒီမှာလာပြီးရှောက်မပြောနဲ့ကြည်တွေကမင်းနဲ့ဘာမှကတိမပြုထားဘူးမင်းရဲ့အကျွေးစေးအစုပ်ပြက်ဘလောက်ကဘာအရာရောက်မှာလဲတခင်လေးဟိုင်ဖုန်းရဲ့လေတစင်းတန်မိုးကမင်းတို့မိသားစုရဲ့အသက်30ချောင်းစာနဲ့ညီတယ်ကြားလားစင်းရဲသားခွေးကတော့မင်းရဲ့ပေါက်ပြဲနေတဲ့လှေပေါ်ပဲပြန်သွားပြီးနေလိုက်စမ်းပါငါ့ကိုလာမထိနဲ့ဒီမိမလက်ကြားလားလူစင်းရဲဆိုတာမင်းရဲ့ပေါက်နေတဲ့လှေအစုပ်ပေါ်ပဲလိပ်ပက်လဲအောင်ပြန်သွားနေတဲ့နာငါ့ကိုလာမထိနဲ့ချမ်းသာတာဘာမှတိတ်ထူးခြားမနေပါဘူးဒါပေမဲ့သူငါနောက်လိုက်ရင်အ ਨੇ ဆုံးတော့စင်းရဲမွဲတေမှုတန်ကိုခံစားရမှာမဟုတ်ဘူးမင်းကြတော့ကောလျံဟောက်ဖုန်းမင်းရဲ့ပစ္စည်းတွေကိုမပြီးပြန်တယ်သွားလိုက်ဒီကောင်မစုပ်လေးနင်ဘာရီရှောက်ယူတော်နေတာလဲအဖေသမီးကုချောင်ရှမ်းတယောက်တည်းကိုပဲလက်ထပ်မယ်လို့ပြောပြီးပြီပဲငါတို့လျံမိသားစုကမင်းနဲ့မတန်ရအောင်ဘယ်နေရာမှာနှိမ့်ကြနေလို့လဲမင်းတို့အိမ်ကချမ်းသာတာတော့ဟုတ်ပါတယ်ဒါပေမဲ့ငါကမင်းကိုဖတ်မလုပ်တာရှမ်မန်ချမ်းဒီနေ့တော့မင်းငါကိုတခုခုရှင်းရှင်းလင်းလင်းအဖြေပေးရမယ်တခင်လေးဟိုင်ဖုန်းမင်းတကယ်ပဲအရေးချင်းရှိတယ်ဆိုရင်ဒီမှာရက်ပြီးလေလုံးထွားမနေနဲ့ဟွန်းမင်းပါလုပ်ပြီးမှကောင်းကြီးမှလဲဆိုတာပုံပွင့်လင်းလင်းသာပြောစမ်းကောင်းပြီငါတို့အိမ်ရဲ့ပင်လယ်ပြင်ကရင်းနဲ့ကနန်းမွေးမြူရေးဖောင်မှာမကြာခဏပစ္စည်းတွေပြောင်းနေတယ်မင်းသွားပြီးတ냐လောက်စောင့်ကြည့်ပြီးအောင်မြင်စောင့်ရှောက်နိုင်ခဲ့ရင်ငါမင်းနဲ့ဆက်ဆွေးနွေးမယ်မစောင့်ရှောက်နိုင်ရင်တော့နောက်ငါအိမ်တကားကိုလာမနေနဲ့တော့ဒီညပင်လယ်ပြင်မှာမုန်တိုင်းရှိတယ်မင်းသွားဆောင်ရင်လူပါအသက်ရှင်လျက်ပြန်လာနိုင်မှာဦးမလားမသိဘူးကောင်းပြီကျွန်တော်သွားမယ်မနေ့ပြန်ကျွန်တော်အသက်ရှင်လျက်ပြန်လာခဲ့ရင်ဦးလေးစင်ခမမကြားချင်အောင်ဆောင်မနေပါနဲ့တော့အကို6ဆန်းဒီညပင်လယ်ပြင်မှာမုန်တိုင်းရှိတယ်နော်အကို6ဆန်းဒီညပင်လယ်ပြင်မှာရာသီဥတုဆိုးရွားတော့မှမင်းသွားလို့မဖြစ်ဘူးအမေကျွန်တော်ဒီနေ့တာမသွားရင်ဒီတိတ်ခါကိုဘယ်တော့မှပြန်ဆယ်လို့ရတော့မှာမဟုတ်ဘူးဒီအိမ်တော်ရေးကိစ္စကပြည့်ရင်လည်းပြတ်ပါစေတော့အမေတားအသက်အန္တရာယ်ဖြစ်မဲ့နေရာကိုသွားနေတာကိုတော့ထိုင်ကြည့်မနေနိုင်ဘူးဘသူကိုလက်ထပ်ရမလဲဆိုတဲ့ကိစ္စတစ်ခုတည်းကြောင့်မဟုတ်ပါဘူးသူတို့ကကျွန်တော်တို့မိသားစုကိုနှိမ်လွန်းလို့ပါမခံချင်လဲအောက်ခံရမှာပဲမင်းသားတစ်ခုခုဖြစ်သွားရင်ဒီမိသားစုကြီးကတကယ်ပဲပြိုလဲသွားလိမ့်မယ်မိသားစုကပြိုလဲတော့မဲ့ဆဲမို့လို့ပဲကျွန်တော်သွားရမှာအမေတားကိုသွားခွင့်ပြုပါဗျာမင်းခဏလောက်အလျှော့ပေးလို့မရဘူးလားကျွန်တော်လျှော့ပေးလာတာကြားလာပြီအကိုတယောက်တည်းသွားရင်ကျွန်တော်လည်းလိုက်မယ်ချောင်စိတ်မင်းငါစီပြန်လာခဲ့စမ်းစကားမနာထောင်တဲ့ကောင်စုပ်လေးပြန်ဟိုင်ဖုန်းဘာရေလောင်ကန်လဲမင်းတို့စောင့်နေကြတယ်ပေါ့ဒါပေမဲ့ငါ့ကိုတော့မတွေ့သွားကြဘူးပဲငါမြန်လေးကျွမ်းရွရဲ့ရေလောင်ကန်နဲ့သွားပုံနေမှာဖြစ်မယ်တောက်ကောင်းကင်ကြီးကတကယ်ပဲငါအသက်ကိုဒီပင်လယ်ပြင်ကြီးထဲမှာနှုတ်ယူတော့မလို့လားကနန်းဖန်းဖောင်ကိုထိန်းထားမှဖြစ်မယ်ရှင်းနားလေးတင်ရောက်တော့မှမှောက်လို့မဖြစ်ဘူးအောက်ခြေပျက်စီးသွားလိမ့်မယ်တကယ်လို့တိုက်မိလို့ပေါက်ပြဲသွားရင်တော့ဒီညဒုက္ခလာတွေ့ပြီမိတိကျိုဆက်ကဘာလို့အတန်မြည်နေတာလဲပင်လယ်ကျွတ်တွေခိုးဝင်သွားတာများလားအကိုငါ့ကိုမြန်ဆွဲတင်ပေးပါဦးကုဆောင်မန်းမင်းတကယ်ကြီးလိုက်လာတာလားမင်းဒါတတိခဲမကအတိရဲတာပဲအကိုတယောက်တည်းပင်လယ်ထဲထွက်သွားမှစိုးရိမ်လို့ညီမလိုက်လာခဲ့တာပါရှောက်လို့တာပဲဒါပင်လယ်ပြင်ကြီးကအောက်ပြုတ်ကျသွားရင်အသက်ပြောက်သွားလိမ့်မယ်ညီမလေးရဲ့အကို
ကျွန်တော်ကြောက်တယ်ဒီမှာပဲစောင့်ကြောက်ထိုင်နေဘာမှမလုပ်နဲ့တန်တိုင်ကိုမြဲမြဲကင်ထားလက်မလွတ်နဲ့တော့ကြားလာလှည့်ပြန်လို့မရတော့ဘူးရှေ့မှာတင်တေမင်းတကားဝရောက်နေပြီးငါတို့အောင်အီးပြီးအတင်းဖြတ်ကြုံမှရတော့မယ်နေဦးရေစီးကြောင်းကမမှန်ဘူးပင်လယ်အောက်ခြေမှာတခုခုလှုပ်ရှားနေတယ်လို့ပဲအကိုရေအောက်ထဲကနေတခုခုကငါတို့ကိုစိုက်ကြည့်နေတယ်လို့ပဲကိုဘာသာကိုရှောက်တွေးပြီးမကြောက်စမ်းပါနဲ့သွားပြီကနန်းမျောအိမ်ပြတ်သွားပြီအကိုသူတို့တွေအပေါ်တက်လာနေပြီဖဲဆန်းဆင်းသွားကြစမ်းအကိုရေမင်းစားရေတက်တဝတွေတကယ်ကြီးငါတို့ကိုလာစားတော့မှငါတို့တော့တေးပြီးဒါတကယ်ပဲကနန်းတွေဟုတ်လို့လားဒီလိုလက်သေးညက်ကြီးတွေကတစ်သားလေးကိုတော့တစစီညက်ပစ်နိုင်တဲ့အကိုအားလုံးမလုံနဲ့ငါနေရာမှာပဲငြိမ်ငြိမ်ရက်နေကြစမ်းဟင်းတကယ်ကြီးရက်သွားတာလားကျွန်တော်ခုနကစိတ်လောပြီးပါဇက်ထဲရှိရာရှောက်អော်လိုက်တာသူတို့ကတကယ်ကြီးရက်သွားတာလားအကိုသူတို့တကယ်ကြီးမလုပ်တော့ဘူးအကုန်လုံးတောင့်ခဲသွားကြပြီစနစ်အတန်စနစ်တတိပေးချက်ပင်လယ်နဲ့ရဲ့အရှင်သခင်သွေးမျိုးဆက်တစိမ့်ခတ်နေမှုစတင်အသက်ဝင်ပါပြီးပြည်စုံမှုအစဉ်သုံးပုံတစ်ပုံပင်လယ်အောက်ရှိတတဝါပေါင်းတို့သည်အမိန့်တော်ကိုနာခံကြစေအရှင် host သွေးမျိုးဆက်အသက်ဝင်သွားပြီဖြစ်တဲ့ဖြင့်လက်ရှိအမိန့်ပေးနိုင်သောအကွာအဝေးမှာငါမိုင်ပတ်လည်အတွင်းရှိတတဝါအလုံးကိုအမိန့်ပေးနိုင်ပြီဖြစ်သည်ပင်လယ်ရှင်သခင်သွေးမျိုးဆက်တစိမ့်ခတ်နေမှုဒါအစ်အမှန်ကြီးပဲငါအိမ်မက်မက်နေတာမဟုတ်ဘူးအကိုသူတို့တကယ်ကြီးအကိုစကားကိုနားထောင်နေတာပဲကနန်းတွေတတိအနေထားဖြစ်သွားပြီကနန်းတွေတတိအနေထားဖြစ်သွားပြီဗျမင်းအဲ့ဒီလက်သေးညက်ကြီးကိုအောက်ချလိုက်ငြိမ်ငြိမ်လေးဝတ်နေစမ်းနားလေလားဝတ်နေစမ်းအကိုသူတကယ်ကြီးနားထောင်နေတာအကိုသူတို့ကိုတခြားဟာတခိုင်းကြည့်ဦးကခိုင်းကြည့်ပါလားဟေ့ကောင်မင်းမတက်ရက်ပြီးဘေးတိုက်နှစ်ပတ်လောက်ရှောက်ပြစမ်းပြီးရင်အရှိတေအတိုင်းပြန်သွားခဲ့ဟာလမ်းနေကွာဒါကုန်းပေါ်မှာဆိုရင်ဒီကနန်းတကောင်နဲ့တင်ငါပြဆက်အဖွဲစက်ကပ်အဖွဲတစ်ခုထောင်လို့ရတယ်အကိုသူကနိုင်လားဟင်သူ့ကိုကခိုင်းကြည့်ပါလားတော်ဆက်မနောက်နဲ့တော့သူကပြဆက်ဖွဲကမြောက်မဟုတ်ဘူးဒီလောက်အကောင်ကြီးတာကိုလှေနဲ့ဆွဲပြီးပြန်တယ်သွားရင်တစ်နှစ်စာစားစရိတ်အတွက်လောက်မှသွားပြီးဒီပင်လေကဘလောက်ပဲကျမ်းပါစေအခုတော့ငါအမိန့်ကိုနားထောင်ရတော့မယ်အခုလောလောဆယ်ဘာမှရှောက်မလုပ်နဲ့ဦးငြိမ်ငြိမ်လေးနဲ့ငါနဲ့အတူစိတ်ကန်းကိုလိုက်ခဲ့မိုးလင်းလို့စိတ်ခံတရားမှာဈေးဖွင့်တာနဲ့ဒီလောက်ကြီးတဲ့တရက်မျက်နှာကနန်းကားကိုမြင်ရင်တရွာလုံးဝိုင်းဝင်ကြည့်ကြမှာအကိုအဲ့ဒါကိုရောင်းရင်ပတ်စံများကြီးရမှာလားရမှာပေါ့ဒါကိုရောင်းလိုက်ရင်အမေအတွက်ဒီလောက်စေးဖို့ရသွားမယ်အပြင်မင်းအတွက်ပါဖက်နှက်တစ်တစုံဝယ်ပေးလို့ရသေးတယ်အကိုဒါဆိုသူ့ကိုစိတ်ခံတရားအထိဆွဲခေါ်သွားရအောင်မိုးလင်းသွားရင်ငါတို့ကိုအထင်သေးနေတဲ့လူတွေအားလုံးမျက်လုံးပြူးသွားစေရမယ်အမေရှောင်းမက်ငါတို့ကူမိသားစုကတော့ဒီနေ့ကစပြီးအခြေအနေတွေပြောင်းလဲသွားပြီးဟဲ့လူတွေကုန်အမြန်လာကြည့်ကြဦးငါအကိုကပြင်လဲပြင်းတဲ့ထဲကလူသားစားတဲ့တရဝါကြီးကိုအရှင်လက်လက်ဖမ်းခေါ်လာတယ်ပြူအမလေးဖះရေငါပင်လဲပြင်းမှာငါဖမ်းလာတာအနှစ်40ရှိပြီးလူတကူစားလောက်ရှိတဲ့အခွန်ပြကနန်းကြီးမျိုးတစ်ခါမှမမြင်ဘူးဒီညက်ကောင်ကြီးနှစ်ခုဆိုရင်လူပေါင်ထက်တောင်တုတ်သေးတယ်တစ်ချက်တည်းညှက်လိုက်ရင်လူရိုးတောင်နှစ်ပိုင်းကျိုးသွားမလားပဲလူတွေနောက်ကိုနှစ်လမ်းလောက်ဆုပ်ပေးကြဦးလမ်းဖက်ပေးကြပါဒီကောင်ကဒေါသကြီးတယ်တေချင်လို့အနာကိုတိုးမလာကြနဲ့ချောင်စိမ့်မင်းမင်းညကတကယ်ပဲပင်လဲပြင်းတဲ့ထဲကိုသွားခဲ့တာလားဒါကိုမျိုးတဲ့အထိဆွဲသွားနိုင်ရင်တော့ကောင်းကင်ဘုံကပေးတဲ့ဈေးနှုန်းဈေးကြီးကြီးရမှာပဲဦးလေးမှန်ချမ်းကကျွန်တော်ကိုပိုက်ကွန်နေရာကိုစောင့်ခိုင်းတာကျွန်တော်ကစောင့်ရုံတင်မကပဲဒီလိုရတနာကြီးကိုပါအလကားကောက်ရလာခဲ့တာဗျကျွန်တော်အကူကတကယ်ကိုတော်တာရီဟန်မင်းကိုငါပြောထားတယ်မဟုတ်လားဒါငါတို့နှစ်ယောက်ရဲ့လှုပ်ဝက်ချက်ဆိုတာဒီကောင်မလေးခမများစကားတော်ဆုံးအောင်မပြောရသေးဘူးပါဇက်အပိတ်ခံလိုက်ရရှာတယ်ဟာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲမင်းလိုစီဘိုးတောင်မရှိတဲ့ပုံတိုးနေတဲ့တစ်သားလေးစုံနဲ့ပင်လေပြင်းနှက်ကလှိုင်းလုံးကြီးတွေကနေဘယ်လိုလုပ်အသက်ရှင်ပြီးပြန်မောင်းလာနိုင်မှာလဲရန်ဟိုင်ဖုန်းမင်းတော်တော်လေးစိတ်ပြတ်သွားတယ်မလားငါပင်လေထဲမှာတိမ်မသွားလို့လေအမြန်ဖယ်ဆန်းငါရဲ့ချမ်းသာမဲ့လမ်းကိုလာမပိတ်နဲ့ဒီအကောင်ကမင်းနဲ့ထိုက်တန်တဲ့အရာမဟုတ်ဘူးကျိုးကိုအမြန်ဖြုတ်ဆန်းမင်းပါခွေးစကားတွေလာပြောနေတာလေရှမ်မီသားစုရဲ့ပိုက်ကွန်နေရာမှာငါအသက်နဲ့လဲပြီးဖမ်းလာတာဆိုတာတစ်စိတ်ကန်းလုံးသိတယ်ဘာတွေစူညံနေကြတာလဲငါတို့အိမ်ကပိုက်ကွန်နေရာကမင်းညကရေစီးနဲ့မျောပါပြီးပျက်စီးသွားပြီးပိုက်ကွန်တွေလည်းအကုန်ပြဲကုန်ပြီးဟာကြားကြတယ်မလားရှမ်မီသားစုရဲ့ပိုက်ကွန်ကဒီလိုမိစ္ဆာကောင်ကြီးကိုလုံးဝထိန်းထားနိုင်မှာမဟုတ်ဘူးဒါငါတို့အိမ်ရဲ့ရေနက်ပိုင်းကောင်ထောင်ချောက်ထဲကနေထွက်ပြေးလာတဲ့ကောင်ပဲရန်ဟိုင်ဖုန်းမင်းမျက်နှာအရှက်မရှိဘူးလားမင်းကသာသူ့ကိုခေါ်နေတာသူကကောမင်းကိုထူးရဲလို့လားဒါဆိုရင်ငါခေါ်ပြမယ်တေချာနားထောင်ဆန်းငါတို့မိသားစုကအရှိန်အဝါကြီးတယ်ပိုင်ဆိုင်မှုကြီးမားတယ်ကဲငါအိမ်အောင်စုကကြီးမားကျယ်ပြန့်တယ်ရေနက်ပိုက်တွေကလည်းမိုင်ပေါင်းများစွာဆယ်ချီပြီးဆက်နေတာဒီပင်လယ်တွေကပစ္စည်းကောင်းမှန်သမျှမင်းနဲ့မေးမထားရင်အားလုံးကငါပစ္စည်းတွေပဲမင်းတို့အပိုင်ဟုတ်လားမင်းတို့မင်းညကတင်မောထွက်လို့လားမင်းကပြင်ပပင်လယ်ရဲ့ရေလိုင်းတစ်ဆက်တောင်မထီဘူးပဲဘာလို့ပါဆက်ဟာပြီးဒါငါဟာလို့လာအတိမတ်ပြုနေတာလဲမနဲ့စောစီဘာတွေလာဆူညံနေတာလဲငါတို့လယ်မိသားစုရဲ့ပစ္စည်းကိုဘသူကဝတ်ထားရဲတာလဲအဖေဒီကောင်ကသူ့ရဲ့စုတ်ချချလေးကိုမောင်းပြီးပြင်ပပင်လယ်ကိုသွားကငါတို့အိမ်ရဲ့လန်ခေါကနန်းဘရင်ကိုခိုးဖမ်းလာတာမင်းတို့မနေ့ကတင်မောကြီးလုံးဝမထွက်ခဲ့ပဲနဲ့ဘာလို့ကနန်းဘရင်ကမင်းတို့ဟာလို့ပြောနိုင်ရတာလဲစီမင်းအရာပဲဒီပင်လယ်ပြင်ဧရိယာမှာလျံမိသားစုပဲပိုက်ချပိုင်ခွင့်ရှိတာမင်းတို့ဆင်းရဲတဲ့ကောင်ကရင်းနှက်ပိုင်းကပစ္စည်းတွေကိုဘာလို့လာဖမ်းရတာလဲစီမင်းဆိုတာမင်းတို့လျံမိသားစုကတတ်မှတ်ထားတာလေပင်လယ်ထဲမှာကြီးထွားတဲ့အရာမှန်သမျှကမ်းပေါ်ကိုဘသူဆွဲတင်နိုင်ရင်အဲ့ဒါသူဟာပဲ
တေမန့်ချမ်းဒါကခမရသဘောကျနေတဲ့တမက်လောင်းပေါ်လေးစီးမြင့်မရှိတဲ့တခိုးရိုးတုံကောင်ပဲအာအကိုတုံးရေနားလည်မှုလွဲနေပါပြီညီမကသူ့ကိုနှိပ်စက်ယုံတင်မှပစ္စည်းခိုးတဲ့စင်းရဲသားစီကိုတော့လုံးဝအိမ်တော်မပြုပါဘူးမင်းတို့လျက်မိသားစုကအရှက်မရှိကြဘူးလားချောင်းစိတ်ကိုကြည်စမ်းပစ္စည်းကောင်းမိတာနဲ့ကူတဲကထွက်ပြီးစိတ်ကမ်းမှာပြောင်းလာလူနေကြတာဟုတ်လားမင်းဖယ်ဆန်းသူကပင်လယ်စာခိုးတဲ့တခိုးပဲမင်းတို့လျက်မိသားစုရဲ့ရေနက်ပိုင်းပစ္စည်းတွေအကုန်လုံးကိုဆေးနီနဲ့မှတ်သားထားတာပဲဒီကနန်းပေါ်မှာဆေးနီပါလို့လားသူကရေအောက်မှာဆေးနီတွေကိုပုတ်တိုက်ဖြတ်ပစ်လိုက်တာလေဘာဆန်းလို့လဲစီးမြင့်ဆိုတာစီးမြင့်ပဲဘသူကများသူ့ကိုလာထိရဲလဲငါသူ့ကိုအသက်နဲ့လဲပြီးတိုက်မယ်လေကိုပတ်လဲဝိုင်းလိုက်ကြဒီတခိုးကောင်ကကနန်းဘရင်ကိုမအပ်ရင်လူကောလေကောပင်လယ်ထဲနှစ်ပြီးငါးစာကျွေးလိုက်ဘသူကသူ့ကိုလာထိရဲလဲစမ်းကြည့်လိုက်လေမင်းသူ့ကိုထိရဲထိကြည့်စမ်းဒီနေ့ဒီလေးပေါ်တက်ပြီးပစ္စည်းလူရဲတဲ့ကောင်ရှိရင်ငါရဲ့ကောင်ရဲ့ရင်ဝါကိုဓာတ်နဲ့အဆုံးထိထိုးထည့်လိုက်မယ်တော်ဆန်းပင်လယ်စာလေးတစ်ခုအတွက်နဲ့ဓာတ်တွေတနက်တွေထုတ်နေကြတာအပြင်လူတွေကြားရင်ငါတို့လျက်မိသားစုကဆင်းရဲသားတွေကိုနှိပ်စက်နေတယ်လို့ထင်ကုန်ကြအောင်မယ်မင်းကမင်းရဲ့အရေးချင်းနဲ့မင်းထမင်းရှာကျွေးနိုင်တယ်လို့ထင်နေတာပဲမဟုတ်လားကောင်းပြီလေဒါဆိုရင်ငါတို့ပင်လယ်ထဲမှာပဲအဖြူမဲတဲကွဲအောင်ပြိုင်ကြတာပေါ့မင်းကိုလုံးဝအပြတ်သက်ရှုံးစေပြီးပါဇက်ပိတ်သွားစေရမယ်ချောင်းဆန်းမင်းကအယိုးမှလှချီလား3ရက်အတွင်းဘသူပင်လယ်ထဲကနေပိုကြီးပိုရှားပါပြီးပိုတန်ဖိုးရှိတဲ့ပစ္စည်းတွေဆွဲခေါ်လာနိုင်မလဲပြိုင်မယ်နိုင်တဲ့သူကအနိုင်ရစေအနိုင်ရှုံးကိုဘလို့တွက်မှလဲမင်းပင်လယ်ထဲမှာဘလောက်တောင်စိတ်ပုတ်စိတ်ပွားစိတ်နေလဲဆိုတာငါမသိဘူးမမတ်နဲ့ငါနိုင်ရင်ရှဲ့ဝမ်ကမင်းစီရောက်သွားလိမ့်မယ်အဲ့ဒါအပြင်ချောင်းဆန်းရဲ့အိမ်တော်ကြီးကိစ္စကိုငါဘယ်တော့မှဝင်မစွက်ဖက်တော့ဘူးမင်းရှုံးရင်တော့ဒီစိတ်ကန်းကနေလစ်ထုတ်ပြီးလိပ်ပြလွင့်သွားလိုက်သူနဲ့ဘာသွားလောက်နေတာလဲသူ့ရဲ့အဲ့ဒီတစ်သားလေဆုံးနဲ့ဆိုလေလိုက်တစ်ချက်ဝိတ်လိုက်တာနဲ့ပင်လယ်ရေအောက်ခြေမှာမြေဩဇာဖြစ်သွားမှာကိုခွေကောရှင်ဘာတွေလုပ်နေတာလဲကြည့်ရတာသူကကျမတို့လျက်မိသားစုတွေကိုလက်ထပ်ဝင်ရမယ့်ပုံပဲကိုဒီစင်းရဲသားနဲ့အချိန်ဖြုံးနေဖို့ဘာလို့လဲမမပါဇက်ပိတ်ထားစမ်းကျမကမမတို့သဘောရှိဝယ်လို့ရောင်းလို့ရတဲ့ပစ္စည်းမဟုတ်ဘူးချောင်းဆန်းသူတို့ကိုမကြောက်နဲ့ရှင်နိုင်မယ်ဆိုတာကျမယုံနေရှင်ရဲရဲဝံ့ဝံ့သာတိုက်ပွဲဝင်လိုက်ပါအိမ်မှာကျမစောင့်ရှောက်ပေးထားမယ်ကောင်းပြီ3ရက်ပဲဘသူပဲဖြစ်အောက်လန်းနဲ့3လာရင်တော့ငါမျက်နှာမထောက်ဘူးလို့သာမှတ်လိုက်ဟာဟွန်းပါဇက်ပဲတန်တဲ့အကောင်မင်းလူတွေကိုအစင်သင့်ပြင်ထားခိုင်းလိုက်လျက်မိသားစုရဲ့မျက်နှာကိုမပြတ်စေနဲ့စောင့်ကြည့်ကြသေးတာပေါ့ငါကဒီလောင်းကြီးကိုနိုင်ယုံတင်မကဘူးမင်းကိုကုန်းပေါ်ဘယ်တော့မှပြန်မတက်နိုင်အောင်လုပ်ပြအောင်မှာတန်လေးဖြစ်တာနဲ့ပဲဘာအရေးလဲကံကြမ္မာဆိုတာပင်လယ်နဂါးမင်းကထမင်းကျွေးမှဖြစ်တာစီယူငါပစ္စည်းကြီးတွေတည်ပြီးပြန်လာခဲ့မယ်စိတ်အေးထားပြီးသားသွားပါလျက်မိသားစုကလာပြီးပြဿနာရှာရင်တောင်မှဒုံးကူရဲ့အိမ်သားတွေရဲ့အမွေးတပင်ကိုမျှမထိခိုက်စေရဘူးလို့ငါအာမခံတယ်တထေးဝံဒီဇယ်2ပုံးနဲ့ရေခဲခွဲ3တုံးပေးပါကျွန်တော်ရှားပါပစ္စည်းတွေလိုက်ရှာဖို့ပင်လယ်ဝေးထိသွားရမယ်ချောင်းဆန်းမယူနဲ့ဒါဆိုရင်မင်းကိုဘသူကစီနဲ့စစ်သားသို့မဟုတ်လူအင်အားရဲရဲဝံ့ဝံ့ရောင်းရဲတော့မှလဲမနှက်ဖြန်ကြရင်စိတ်ကန်းကနေလက်ယုံပဲလျက်မိသားစုကလူတွေဟာမနေ့ကတင်တရွာလုံးရှိမှလောင်းကြီးထက်ခဲ့ပြီးဒီနေ့ကျတော့ကြွယ်ရမှာလူရမဝင်အောင်လမ်းပိတ်နေကြပြီးသူတို့ကိုငါစီပဲလာခိုင်းလိုက်စမ်းပါမင်းတို့ကိုမပတ်သက်စေချင်ဘူးချောင်းစိမ့်6ရှမ်းရေအရှုံးပေးလိုက်ပါတော့ရှက်ဝံကိုလျက်မိသားစုစီအပ်လိုက်ပါငါတို့တွေအေးချမ်းနဲ့စံကြမ်းလေးစားရရင်ပဲတော့ပါပြီအမေကျွန်တော်ကိုလာမတားပါနဲ့ဒီနေ့သာကျွန်တော်အညံ့ခံလိုက်ရင်တမိသားစုလုံးတစ်သက်လုံးရန်ဟိုင်ဖုန်းရဲ့ခြေဝါးအောက်ကရွှွတ်လုံထဲမှာနင်းချခံထားရမှာအကိုကျွန်တော်ပလင်းခွန်တွေကောက်ပြီးတကြားလုံးနဲ့လဲလာခဲ့တယ်အကိုလူဆိုးတွေကိုမနိုင်ရင်ဒီတကြားလုံးလေးအရင်စားပြီးအားမွေးလိုက်ဦးအကိုပင်လယ်ထွက်ပြီးရေထွက်ပစ္စည်းအကောင်းစားတွေတဲလာနိုင်တဲ့နေ့ကြရင်မင်းကိုနေတိုင်းတကြားလုံးကျွေးမယ်လျံမိသားစုရဲ့တင်မောကြီးကရေနက်မှသွားလို့ရတာဒီလိုကြောက်ဆောင်ပုံတွေရှိတဲ့တေမင်းတမန်နေရာကိုလုံးဝဝင်လာနိုင်မှာမဟုတ်ဘူးငါမှရေးတာမရှိဘူးနိုင်ကြရင်တော့သူများတွေမထိရဲတဲ့တေမင်းတကားဝထဲမှာပဲကိစ္စပြအောင်လုပ်ရမယ်ဒီညပါလက်ပလာနဲ့ပြန်ရရင်တော့ငါတကယ်ပဲလမ်းဆုံးပြီအဲ့ဒါဘာကောင်းကြီးလဲအရွယ်စားကလူတဝက်စာလောက်ရှိတယ်တစ်တာကလည်းအပြာရောင်ကြီးပါလားရန်ဟိုင်ဖုံးမင်းငါကိုအထင်သေးနေတာမဟုတ်လားဒီနေ့မင်းကိုငါပြလိုက်မယ်ပင်လယ်ထဲကနေငကားမင်းပေါ်လာတယ်ဆိုတာဘာလဲဆိုတာကိုလျက်မိသားစုကမြင်းမအေးဘေးတွေကငါ့ကိုပင်လယ်ထဲမှာတေးစေခြင်းနေကြတာဒီနေ့ငါရဲ့ဒီတစ်သားလေးစုပ်ကြီးကြောက်ဆောင်တွေနဲ့တိုက်မိပြီးကြေမွားသွားပတ်စေဦးရေအောက်ကဒီအကောင်ကိုအသက်နဲ့လဲပြီးဆွဲတင်ပြမယ်တက်လာစမ်းမင်းကငကားပဲဖြစ်ဒီနေ့တော့ငါရဲ့လှေစုပ်ပေါ်မှာပဲခွေနေရမယ်
ကိုဖုန်းပြောတာတကယ်မှန်တယ်ဒီစင်းရဲသားကတော့တကယ်ကိုစင်းရဲလွန်းလို့ယူသွားပြီးကြောက်ဆောင်ပုံးတွေနဲ့ပြည့်နေတဲ့အဲ့လိုတေမင်းတမန်နေရာမျိုးကိုတောင်သူကလှေမောင်းဝင်ရသေးတယ်သူ့ရဲ့လှေစုံမှာရေးတာတော့မပါဘူးအခန်းထဲကိုလှေပေါ်ကိုတကယ်ပဲတစ်ခုခုဆွဲတင်လာနိုင်ပုံပဲရေအောက်ထဲမှာအပြာရောင်လင်းတန်းတစ်ခုပါလာတယ်တက်လာဆန်းတကယ်ကိုဆုံးဘူးသလိုထူးဆန်းလာကြည်လာဘဲကနေဒီလောက်များတဲ့ကနန်းမဲကနန်းတစ်မျိုးတွေရောက်လာပြီးငါလေဝကိုပိတ်ထားကြတာလဲလစ်ပစ်လိုက်ကြဆန်းပြောင်းလဲဆန်းဟုတ်ပြီငါမင်းတို့ကိုနားထောင်အောင်လုပ်နိုင်တယ်အားလုံးငါ့ကိုလွတ်လိုက်ကြဆန်းအခုချက်ချင်းနောက်ဆုတ်သွားကြဝါအမေကြီးရေနှစ်ပိုင်းကလင်းပြပူစွန်ထုတ်ကြီးတာပါလားဒီကောင်မျိုးကိုအဖိုးကြီးရေလုတ်သားတွေပြောဘူးတာပဲကြားဘူးတာတကယ်ကြီးကန်ဒီကြောက်ဆောင်တွေအောက်မှာပုံနေလိမ့်မယ်လို့မထင်ထားမိဘူးမလုံနဲ့ငိမ့်ငိမ့်လေးနေဆန်းဟာရိုက်စိတ်ကြရိုက်ဆန်းမင်းရဲ့ဒီအပြာရောင်ခုံကြီးကနေရမယ့်ပတ်စံကငါရဲ့ဒီလိုလေးစုံမျိုးအစင်း30စင်းပြန်ဝယ်လို့ရတယ်ကိုဖုံးတရေမြင်လို့အဲ့ဒီစင်းရဲသားကောင်ရဲ့လှေစုံကြီးကဘာမှမဖြစ်ပဲတစ်ဆက်စီမပြတ်ပဲမောင်းပြန်လာပြီဗျအတုံးမကျတဲ့ကောင်တွေမင်းတို့ကိုအမြန်ရေရင်မောင်းပြီးစောင့်ကြည့်ခိုင်းတာကိုသူအသက်ရှင်လျက်ပြန်လာတာကိုဒီအတိုင်းထိုင်ကြည့်နေကြတာလားဒီကောင်ဘလို့ခွေးကံမျိုးရောက်နေတာလဲဘာလို့ယတနာဆန်းတွေအကုန်လုံးကသူ့လေပေါ်ပဲပြေးကပ်နေရတာလဲဟင်းတေချာကြည့်ထားကြစမ်းဒါလင်းပြပူစွန်ထုတ်ကြီးကကွမင်းတို့လျံမီသားစုရဲ့တန်လေကြီးကတကယ်ရောအတုံးဝင်ရဲ့လားပြန်သွားရင်မင်းဖေကိုပြောလိုက်ခေါင်းတလားသာဟင်းတေချာကြည့်ထားလိုက်စမ်းယူလန်ကြောက်ပူစွန်ကြီးခရမ်းပြရောင်ကြောက်ပူစွန်ကြီးကွမင်းတို့လျံမီသားစုရဲ့တန်လေကြီးကတကယ်ပဲအတုံးကျရဲ့လားပြန်ရင်မင်းဖေကိုပြောလိုက်ဦးခေါင်းတလားဖို့အစင်တင်ပြင်ထားဖို့မင်းတို့လျံမီသားစုရဲ့မျက်နှာကိုငါချင်နဲ့နင်းပြမှာ6ရှမ်းညီကိုဒီအပြာရောင်ကြောက်ပူစွန်ကိုငါစီတိုက်ရိုက်ရောင်းပါငါငွေသား2000ပေးမယ်အခုချက်ချင်းငွေရည်ပေးမယ်2000ဟုတ်လားမင်းကဖုန်းတောင်းစားကိုပေးနေတာမှတ်လို့လားဒီလိုခုံပြနဲ့ဗီဇပြောင်းပစ္စည်းမျိုးကိုမြို့ပေါ်ကဟိုတယ်ကြီးတွေကဆိုင်ရဲ့အဖိုးတန်ရနာဖြစ်တိုက်ရိုက်ဝယ်ယူကြတာငါ2000ခွဲပေးတယ်အလုပ်ရှင်တို့မလောကြပါနဲ့ဒီပစ္စည်းကိုငါမရောင်းဘူးငါနဲ့လျံမီသားစုရဲ့ပင်လယ်ပြင်လောင်းကြီးကမပြီးသေးဘူးဒီကြောက်ပူစွန်ကိုအရှုံးနိုင်အတွက်ဖို့အပေါင်ပစ္စည်းဖြစ်ခြံထားရအောင်မယ်အမိုက်ကြောက်ပူစွန်တကောင်တည်းနဲ့မင်းတို့ဒီလောက်တောင်စိတ်လှုပ်ရှားနေကြတာလားဒီပစ္စည်းကကြည့်ရတာထူးဆန်းနေပေမဲ့ပင်လယ်ရင်းညဉ့်မှုကြောင့်ဗီဇပြောင်းနေတဲ့အစိတ်ရှိတဲ့ပစ္စည်းလည်းဖြစ်နိုင်တာပဲစားမိရင်လူအသက်ပါဆုံးရှုံးနိုင်တယ်တခင်လေးဟိုင်ဖုန်းပြောတာမှန်တယ်ဒီပစ္စည်းကတကယ်ပဲတစ်ခါမှမမြင်ဘူးပိုသေးချတာကတော့အကောင်းဆုံးပဲဝူလီယံဟိုင်ဖုန်းမင်းကကွယ်ရမှာလူကိုလှည့်တိုက်ပြီးရှောက်ကြိုက်တာကလွယ်ရင်တခြားဘာလုပ်တတ်သေးလဲမင်းရှုံးမှကြောက်ရင်အခုချက်ချင်းဒူးထောက်ပြီးငါ့ကိုခေါင်း3ချိန်ဆောက်ချလိုက်ငါတို့လျံမီသားစုတင်မောစိတ်မှာရှိနေတဲ့၍မင်းရဲ့ဒီပြာရောင်ကောင်ကိုဘယ်တော့မှရောင်းထွက်မှာမဟုတ်ဘူးသူနဲ့စကားများမနေနဲ့မန်ချမ်းရဲ့အဖေညကအခန်းထဲမှာဖုန်းပြောနေတာလျံမီသားစုကဒီညကျင်းတေပေါက်မတမာတဲ့နီလန်3လုံးမှာလှေကိုတောင်လာဖြတ်ရဲမလို့လားငါဒီညမအိတ်တော့ဘူးပင်လယ်ထဲတိုက်ရိုက်ထွက်မယ်မိုးမလင်းခင်လျံမီသားစုရဲ့မျက်နှာကိုအပြက်ချေဖြတ်ပစ်မယ်လျံဟိုင်ဖုန်းဆိုတဲ့ခွေးကောင်ငါ့ကိုဒီမှာလာဆောင်နေတာကိုငါ့ကိုပင်လယ်ထဲမှာတေးစေချင်နေတာလားငါကတော့ဒီပင်လယ်ပြင်တစ်ခုလုံးကိုစောက်ထိုးမှုမျိုးဖြစ်အောင်ကိုလှမ်းပစ်ဦးမှာလျံ3ကျူမင်းကကြိုးကိုဖျက်လိုက်ရုံနဲ့ငါ့ကိုတားဆီးနိုင်မယ်ထင်နေတာလားငါဆင်းရဲလာတာအနှစ်20ရှိပြီအခုငါလေပင်ကိုဓာတ်နဲ့လာတေးရင်အောင်လေရက်ဖို့စိတ်မကူးနဲ့ကုချန်ရှမ်းပင်မရေချောင်းလန်းယူနေတာလားတင်မောစိတ်ကိုပြန်လှည့်မလားဒါမှမဟုတ်ဝင်တိုက်ပြီးအသေးခံမလားမင်းဘာသာမင်းရွေးလိုက်ဟာပင်လယ်ဆိုတာတဘာဝတရားကြီးပိုင်တာကွာမင်းတို့လျံမီသားစုရဲ့ရွာကငါးကံမဟုတ်ဘူးမင်းကတကယ်ပဲဒီပင်လယ်ပြင်မှာလက်ဝဲကြီးအုပ်ချဲလဲနိုင်တဲ့ထင်နေတာလားငါတို့လျံမီသားစုကပဲမင်းတို့ရဲ့မိုးနဲ့မင်းပဲတတိရှိရင်ခြံကြောက်ဆောင်တွေရှိတဲ့ဘက်ကိုမောင်းသွားကြည့်လေကြောက်ဆောင်တွေကြားထဲမှာမင်းဘယ်နှမိနစ်လောက်အသက်ရှင်နိုင်မလဲကြည့်ရအောင်လူတွေအားလုံးကဒါကိုတင်မင်းတမန်ပင်လယ်လို့ပြောကြတယ်ငါကတော့ဒီနေ့အထဲကိုဝင်စွန့်စားပြမယ်ရှောင်းမန်းအဖိုးအိုတန်ငါတဲ့တွေပြောဖူးတာကြားတယ်မလားခြံကြောက်ဆောင်အကြောင်းတွေထဲမှာရွှေကိုကြားတဲ့တံမိုးကြီးပင်လယ်စာတစ်မျိုးတွေပုံနေတတ်တဲ့လျံမီသားစုကငါ့ကိုလမ်းပိတ်ပြီးအကြက်ကင်တယ်ငါကတော့ဒီကြောက်တုံးအကြောင်းတွေထဲကနေအသက်ရှင်တန်ရာလမ်းစာကိုတူးဖော်ပြမယ်ရွှေကိုကြားတဲ့တွေတအုံလိုက်တိုက်လိုက်ပါလားဒီတခါတော့ငါတကယ်ခွင့်ရေးနဲ့တိုးပြီးပဲအသက်လူမပြေပဲရေအောက်ထဲအထိပါမုတ်ရှိုးဝင်သေးတယ်ပေါ့မင်းဆယ်ယူလာတဲ့ပစ္စည်းတွေကိုမြမြအပေါ်ကိုပြစ်တင်လိုက်စမ်းလျံဟိုင်ဖုန်းငါကဒီလိုကြောက်ဆောင်တွေအပြည့်ရှိတဲ့နေရာအထိပြေးလာတာကိုငါကဒီလိုကြောက်ဆောင်တွေအကွေးကောက်တွေများတဲ့နေရာအထိပြေးလာတာတော့မင်းကလိုက်လာနိုင်သေးတယ်ပေါ့အကောင်ပြောနေတော့9000ဆန်ဖုန်းကိုကမင်းမျက်နှာထောက်ထားလို့အခွင့်ရေးပေးနေတာနောက်ထပ်တစ်ခွန်းထပ်ပြောရင်မင်းရဲ့အဲ့ဒီတစ်သားလေးအစုပ်ကိုချိုးပစ်လိုက်မယ်ငါမင်းနဲ့ဒီမှာအချိန်မဖြုံးချင်ဘူးရေထဲကပစ္စည်းကိုအမြန်ထုတ်ပေးဒါဆိုမင်းကိုစိတ်ကန်းစီပြန်လုပ်ပေးမယ်အိမ်မက်မနေနဲ့ရေအောက်မှာရှိတာအကုန်လုံးကရွှေရောင်နားသက်အကောင်ကြီးအမဲရောင်ကမာကောင်တွေကြီးပဲမင်းရဲ့မိမဘက်ကဆွေမျိုးတွေအိမ်တော်စုပိုင်ပစ္စည်းအကုန်လုံးနဲ့လာလဲရင်တောင်ငါတဝက်တစ်ပြက်တောင်မရောက်နိုင်ဘူးဟိတ်ကောင်ဝါတာရကောင်ကရိယာတွေတွားယူစမ်းအဲ့ဒီကောင်ရေထဲထက်ငုတ်သွားရင်ပြန်တက်မလာစီနဲ့တော့အဖေဟိုနဲ့အိမ်သားလုံးလှေကြီးကြီးတွေနဲ့ခြံချမ်းဘက်ကိုထွက်သွားကြပြီးသူတို့ကကိုကြီးကိုအသက်ပါရန်ရှာဖို့သွားကြတာကောင်မစုပ်ဘာရီရှောက်អော်နေတာလဲဒါကကူးချန်စိန်ကိုဘာသာကိုတင်မင်းပင်လဲတဲ့ငုတ်ရှူးသွားတာငါတို့နဲ့ဘာဆိုင်လို့လဲမူသားမပြောတဲ့သမီးအကူကဘယ်တော့မှမသေးဘူးသမီးအကူကတားရဲကြီးတွေအကုန်လုံးကိုနိုင်အောင်တိုက်နိုင်တယ်
ငါအသက်ကိုဒီမှာစတေးလိုက်ရပါစေဦးတော့အဲ့ဒီကောင်တွေကိုအမျက်တပြားမှအပါမခံနိုင်ဘူးတောက်ဒီအသားစားငါးတွေတောင်းကျမ်းပြီးလာကိုက်ရင်တော့ဒီနေ့ငါအယိုးတောင်ကြမ်းမှာမဟုတ်ဘူးနောက်ဆုတ်ကြဆန်းအကုန်လုံးနောက်ဆုတ်မလုံးနဲ့ဖုန်းကိုအဲ့ဒီကောင်မသေးသေးဘူးဗျသူ့လက်ထဲမှာအထုပ်ကြီးတစ်ထုပ်ကင်ထားတဲ့အရှိန်မြင့်ပြီးအဲ့ဒီဘက်ကိုကွေးလိုက်ဆန်းသူ့ရဲ့လေစုပ်ကြီးကိုတစစီဖြစ်အောင်ဝင်တိုက်ပရိကန်ပစ္စည်းတွေပင်လယ်ထဲကျသွားရင်ငါတို့အေးအေးဆေးဆေးပြန်ဆယ်ယူတာပေါ့ရေအောက်ကကောင်းတွေအားလုံးအပေါ်ကိုတက်လာခဲ့ဆန်းသူ့ဒေါက်တာပန်ကားကိုအသေးသက်ပြီးညှက်ထားလိုက်ဆန်းဘာဖြစ်တာလဲစပင်ဝါကောင်စုပ်မင်းကလှေတစည်းတောင်မမောင်းတတ်တဲ့အတုံးမကျတဲ့ကောင်ပဲလားမင်းကိုဝင်တိုက်ခိုင်းတာကိုဘာလို့ရက်လိုက်တာလဲဖုံးအကူတရေပူးနေပြီလားမသိဘူးရေအောက်ကဘဲကနေရောက်လာမှမသိတဲ့ကနန်းပုတ်အုပ်ကြီးကငါတို့ရဲ့ပန်ကာကိုအကုန်လုံးရစ်ပတ်ပြီးအသေးသက်ညှက်ထားလို့ရက်သွားတာလျံဟိုင်ဖုန်းမိုးနဲ့မင်းကတော့ငါရဲ့ဒီအသက်ဆုပ်ကိုမသိမ်းဘူးပဲမင်းတို့ပင်လယ်ထဲမှာတေးသေးချာချာလွှင့်မျောပြီးလေပဲတောက်နေလိုက်တော့ငါရွှေရောင်နားတက်အခုလာကောင်အော်ဘရွန်အကြီးကြီး6ကောင်မိလာတာဒါကလူတွေခဏခဏပြောလို့ရှိတဲ့ယတနာပဲကိုသူကတအုံလုံးတင်းကျုံယူလာတာပဲငါအကိုနိုင်ပြီးငါအကိုရွှေတုံးကြီးတွေအများကြီးတည်လာတယ်လျံမီသားစုကလူဆိုးတွေအကုန်လုံးရှုံးသွားပြီဒီစင်းရဲသားကောင်တကယ်ပဲကံကောင်းမဲ၌တိုးသွားတာပဲဒီလောက်ကြီးတဲ့ရွှေရောင်နားတက်အခုလားကောင်ဆိုရင်မြို့ပေါ်ကဆိုင်ကြီးတွေမှာရောင်းရင်တောင်ပတ်စံအများကြီးရနိုင်တာဒီလောက်ပစ္စည်းလေးနဲ့ငါ့ကိုအရှုံးပေးစေချင်တာလားနောက်ဆုံးပိတ်ကားတွေကပစ္စည်းကြီးကိုလာခဲ့ဆန်းသူကိုကောင်းကောင်းကြီးမျက်စိပွင့်သွားအောင်ပြလိုက်မယ်ပေါင်200လေးရဲ့ရင်းနဲ့ပိုင်းကြောင်းငါးနေပရင်ကြီးကွာမင်းရဲ့အခုလားကောင်နည်းနည်းလေးကငါတို့လျံမီသားစုရဲ့ဒီငါးကြီးကိုရှင်နိုင်မလားဆိုတာငါကြည့်ချင်သေးတယ်တထေးကြီးတုံးခွီအနီရောင်ပိတ်ဆက်ကတကယ်ကိုကြီးမားလာပါတယ်ဒါပေမဲ့တအုံလုံးမိလာတဲ့ရွှေရောင်အနာတက်အခုလားကောင်တွေကိုတော့တခါမှမမြင်ဘူးခဲ့ဘူးဈေးနှုန်းနဲ့ပဲတိုင်းမယ်ဆိုရင်ချောင်းရှက်နိုင်သွားပြီးအဖေကြားလားစိတ်ကန်းတစ်ခုလုံးတက်တည်ရှိတယ်ချောင်းရှက်နိုင်သွားပြီးလောင်းကြီးရဆိုရင်အဖေလူအများရှိမှပြောခဲ့တဲ့စစ်ဆက်မဲ့စကားကိုအားလုံးကိုရှင်းရှင်းလင်းလင်းပြန်ပြောပြလိုက်ပါဒီမှာဒုံးခွေအကူကလည်းတရွာလုံးရဲ့ရှေ့မှာရှိနေတော့သမီးလည်းဂတိဖြတ်ရခက်လို့ပါတထေးအဖေတို့မဟုတ်ဒုံးခွေကံကောင်းတာနဲ့ထမင်းစားလို့မရဘူးသူ့ကိုသမီးပေးစားရရင်မနှက်ဖြန်ကြရင်မင်းတို့အိမ်ရဲ့ကုံဝယ်လမ်းကြောင်းကိုငါဖျက်ပစ်မယ်အားလုံးလေပူပဲတောက်နေလိုက်ကြချောင်းရှက်မင်းနိုင်နေပဲထားဦးဒါပေမဲ့လက်ထပ်ဖို့ဆိုရင်လက်ငင်းငွေလိုတယ်တင်မောကြီးလိုတယ်မင်းမှာဘာမှမရှိဘဲနဲ့တော့ငါသမီးကြည့်ပြီးကိုမိဘုံနဲ့မတွန်းပို့နိုင်ဘူးကျွန်တော်အသက်နဲ့လဲပြီးလောင်းကစားပွဲကိုနိုင်ခဲ့တာခမ ्या ကတော့လူအများရှိမှဂတိဖြတ်ပြီးလိမ့်စင်စင်နေတာပေါ့ဟာ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 စင်းရဲသားကစင်းရဲသားပါပဲကွာမင်းနိုင်တော့ကိုဘာဖြစ်လဲအိတ်ထဲမှာ secret တထုပ်ဖိုးတော်မရှိဘဲနဲ့ဘသူကမင်းကလေးကိုမင်းစီပေးစားပြီးဒုက္ခခံခိုင်းမှလဲကောင်းပြီခမ ्या တို့ကကျွန်တော်မှာပတ်စံမရှိတင်မောမရှိလို့အထင်သေးကြတာပေါ့ဒါဆိုမနှက်ဖြန်ကြရင်မြို့ပေါ်တက်ပြီးဒီကုံတွေကိုရွှေတင်ကားအစ်စ်တွေနဲ့လဲပြမယ်ခမ ्या တို့မျက်လုံးပြူသွားအောင်တန်ကိုယ်တဲ့တင်မောအစ်စ်ကိုဝယ်ပြမယ်မြို့ပေါ်ရှိလေလံပွဲမြင်ကွင်းမင်းကဒီအမိုက်တွေကိုမြို့ပေါ်အထိယူလာပြီးအဆက်ခွဲရဲသေးတယ်ပေါ့ဒါကအစ်စ်မြင့်လေလံပွဲကမင်းတို့ရဲ့အောက်ခြေစိတ်ကမ်းမဟုတ်ဘူးတောကလာတဲ့အညံ့စားပစ္စည်းတွေကိုဒီမှာလာခင်းရဲတယ်ပေါ့လေလေလံပွဲကလူယုံလူမိုက်ရှစ်သူမြနဲ့အကုန်သိမ့်မဲ့ပတ်စံယူပြီးမြန်လက်တော့လက်ကိုဖယ်ဆန်းတာငါအသက်နဲ့လဲပြီးဆွဲတင်လာရတဲ့အစင်းမြင့်ပစ္စည်းအလန်းစားကွာရှစ်သူမြဆိုတာအကျွေးစေဖို့တော့မရှိဘူးကောင်းလေးမင်းအကောင်ပြောနေတော့နားထောင်ဆန်းကင်ဖုန်းတခင်လေးကငါ့ကိုကြိုတင်မှထားပြီးသားဒီနေရာမှာငါတစ်ချက်နှုတ်ထွက်လိုက်ရင်မင်းပစ္စည်းကိုဘယ်သူမှဝယ်ရဲမှာမဟုတ်ဘူးမင်းပစ္စည်းကိုဝယ်ရဲမှာမဟုတ်ဘူးဟုတ်လားမလေးဖျားကြီးဒါကနန်းဘရင်နဲ့ပစုံထုတ်ပြတွေပဲဒါတွေကဆိုင်ရဲ့တိတ်ခါကိုစောင်းနိုင်တဲ့အစ်စ်မြင့်ပင်လယ်စာလမ်းစားတွေကအားလုံးဖယ်ဆန်းဒီတက်တာ3လုံးစလုံးကိုငါအကုန်ယူမယ်ကနန်းဘရင်ကို9000ပစုံထုတ်ကို4000ပြီးတော့ဟောဒီရွှေရောက်နာတက်ကမကောင်6ကောင်ကိုတော့8000တိုက်ရိုက်ပေးမယ်ငါကပစ္စည်းကောင်းမဲ့လိုချင်တာဘဲကလာတဲ့ပစ္စည်းလဲဆိုတာဂယုမဆိုင်ဘူးညီလေးစုစုပေါင်းငွေသား18000မင်းကောင်းညှိလိုက်တာနဲ့ပတ်စံကိုစပွဲပေါ်အခုချက်ချင်းတင်ပေးမယ်ကျွန်တော်ကလျံလုံးချီရဲ့တားပြသူကကျွန်တော်တို့အိမ်ရဲ့ရန်သူပဲသူ့ပစ္စည်းကိုဝယ်တယ်ဆိုတာလျံမီသားစုကိုစန့်ကျင်တာရန်လုံးချီကဘာကောင်မို့လို့လဲသူ့ဖေကိုယ်တိုင်လာရင်တော့ငါကတော့အမှုတ်ပဲလုံခြုံရေးတွေဒီကောင်နှစ်ကောင်ကိုအပြင်းမောင်းထုတ်ဆန်းတထေးကြီး18000နဲ့ကျွန်တော်ရောင်းပါမယ်ဒါပေမဲ့ကျွန်တော်ဘဏ်ကနေငွေမလွှဲချင်ဘူးလက်ငင်းငွေသားစစ်ပဲလိုချင်တယ်ကောင်းတယ်ကောင်လေးတတိရှိတာပဲမင်းရဲ့အသက်နဲ့လဲရဲတဲ့ဒီလိုဆွဲတံမှုကိုငါသဘောကျတယ်နောက်ဆိုရင်ပစ္စည်းကောင်းကောင်းမိတာနဲ့ငါစီပဲတန်းယူလာခဲ့ပွင့်လင်းပြတ်သားတာပဲနောက်ဆိုရင်ပစ္စည်းကြီးစားတွေမိတာနဲ့တထေးကြီးရဲ့ဟိုတယ်မိဖို့ချောင်းတဲ့ကိုပဲတန်းပြီးမောင်းသွင်းလာခဲ့ပါမယ်တထေးလေးခမ ्या ရဲ့ဟောဒီတန်ကိုတဲ့တင်မော့ကိုကျွန်တော်သဘောကျလို့ဈေးတာခေါ်လိုက်ပါဒီနေ့ပဲငွေသားအပြည့်နဲ့လက်ငင်းဝယ်သွားမယ်ဘေးကလူကြီးတူသို့မဟုတ်ရွာသားတူချောင်းရှက်ရမင်းအမြန်ပြေတော့လျံမီသားစုကအပြတ်ပြောထားပြီးသားဘသူမဆိုမင်းကိုတင်မော့ရောင်းရဲရင်နောက်ဆိုစိတ်ကမ်းမှာရေခဲတုံးစီတစ်ဆက်တောင်ဝယ်လို့မရစေရဘူးတဲ့တင်မော့အိုပိုင်ရှင်တက်ကြီးရွယ်ကိုရန်နှုံးခွေကသူများကိုသာချုပ်ကင်နိုင်ရင်နိုင်လိမ့်မယ်ငါ့လိုအဖိုးကြီးကိုတော့ချုပ်ကင်လို့မရဘူးချောင်းရှက်ငါအနာပေးထားတဲ့အဲ့ဒီတင်မော့ကို8000နဲ့မင်းယူရဲသလား
တင်မောကပင်လယ်အလဲအထိမောင်းလို့ရပြီးလှိုင်းကြီးလေထန်တာကိုခံနိုင်ရရှိသေးတော့ကျွန်တော်ဘာလို့မယူရဲရမှာလဲကျွန်တော်ကူချောင်းရှမ်းတက်တက်မှာအကြောက်ဆုံးဆိုလို့ဘာမှမရှိဘူးမှတ်ချက်ယူနေတဲ့ခွေးအုပ်စုပဲတင်မောကနည်းနည်းဟောင်းနေပေမဲ့အင်ဂျင်ကတော့လုံးဝရှယ်ပဲကုန်းဘက်ကလည်းကျဲတဲ့ပိုက်ကွန်ချလိုက်ရုံနဲ့တင်ငါးကြီးတွေအများကြီးမိနိုင်တယ်မင်းပိုက်ဆန်သာယူလာခဲ့အခုကစားပြီးဒီတင်မောကမင်းအပိုင်ပဲမင်းအသက်ရှင်ရတာညင်းငွေ့နေပြီလားငါမနက်ကတင်စကားပါထားတာကိုမင်းကဒီကောင်လေးစီတင်မောရောင်းရဲတယ်ပေါ့ဟုတ်လားဟုတ်တင်မောကငါဟာပဲရောင်းတာဝယ်တာကငါသဘောပဲမင်းတို့လျံမိသားစုငါကောင်းပေါ်လာစရာလုပ်လို့မရဘူးတစ်ချက်လောက်လာထိကြည်စမ်းဒီတင်မောကငါအသက်ပဲဘဲကောင်းမဆိုရှိကိုတလန်းတိုးလာရဲရင်ငါသူ့ကောင်းကိုရိုက်ခွဲပစ်မယ်နင်ပဲပင်လယ်ထဲမှာတေးရမှာငါအကူမှာတင်မောကြီးရှိပြီဟာငါအကူကတရွာလုံးမှာအတော်ဆုံးတင်မောကပတိန်ကြီးအကူခြောင်စိတ်လျံမိသားစုကလူတွေအိမ်ထိလာတောင်းကျမ်းနေကြလို့ငါရှောင်းမအကူခေါ်လာခဲ့တယ်ဒီတင်မောကတကယ်ပဲအကူဝယ်လိုက်တာလားဟုတ်တယ်ဒါပေမဲ့ပင်လယ်ထဲမောင်းထွက်သွားရင်ပြန်လှည့်လာနိုင်မှာမဟုတ်ဘူးအင်ဂျင်ကလည်းအခုချက်ချင်းပောက်ကွဲတော့မှာဒါကသုံးမရတော့တဲ့အမိုက်တင်မောအစုပ်ကြီးပဲပါဇက်ပိတ်ပြီးအမြန်ပြေးစမ်းတန်ကိုယ်တဲ့တင်မောကတစ်သားလီရီထက်အစပေါင်းတရမကပူငိမ့်နေမင်းတို့ရောက်လာတာအတော်ပဲဒီနေ့ငါဒီကောင်လျံဟိုင်ဖုန်းဆိုတဲ့အယူမှုရှိမှတင်ငါကူချောင်စိတ်ကတင်မောကြီးမောင်းပြီးပင်လယ်ထဲဘလို့ထွက်ငါဖမ်းရလဲဆိုတာပြပေးမယ်အကူကတင်မောကြီးမောင်းပြီးမိချောင်းတတဝါဆန်းတွေတွားနှိမ့်နေပြီးမကြီးရီမြန်ကြည့်ဦးတင်မောကြီးမောင်းတာဘလောက်တောင်မြန်လဲလို့မဟန်ဘူးဒီပင်လယ်ပြင်ရဲ့ရေစီးကြောင်းကဘာလို့ဒီလောက်တောင်ရှုပ်ထွေးနေရတာလဲဒီလောက်လိုင်းကြီးနေတာအောက်မှာတာမန်ငါးအုပ်စုဖြစ်ဖို့မရနိုင်ဘူးအမှန်လေးဝိုးရေအောက်ထဲကနေအလင်းရောင်တွေတောက်ပနေပါလားဒါအပြာရောင်အလင်းရောင်တွေတောက်ပနေတာဒါအပြာရောင်တောင်ပန်တူနာငါးအုပ်ကြီးပဲဒီလိုအကောင်ကြီးမျိုးကိုမြို့ပေါ်မှာဂရန်နဲ့တွက်ပြီးရောင်းတာရွှေထက်တောင်ဈေးကြီးသေးတယ်ဦးဖះသခင်ဒါကရွှေတုံးတွေကိုငါတင်မောဥပေါ်တက်တက်ကြီးပြစ်ချပေးလိုက်တာပဲဆက်တွေတောင်ဆွဲမနိုင်တော့ဘူးဒီငါကအရန်ကြီးလို့နဲ့အရှိန်ပြင်းလွန်းလို့ဒီတင်မောဟောင်းကြီးကိုတမ်းမောက်သွားစေနိုင်တယ်ငါအခုလေးတင်ဝယ်ထားတဲ့တင်မောကိုလုံးဝအမြုပ်မခံနိုင်ဘူးဟိုအပြာရောင်ခွန်တဲ့အကောင်ကြီးမင်းငါအတွက်ငြိမ်လေးနေစမ်းဟာတကယ်ကြီးအလုပ်ဖြစ်တာပဲဒီနေ့ငါရဲ့ဆက်အဟောင်းကြီးပျက်စီးသွားပါစေဦးတော့မင်းကိုတော့ငါရဲ့ငါရှင်ကန်တဲ့အရောက်ဆွဲထည့်ရမယ်ဒီငါအုပ်ရှိတဲ့ပင်လယ်ပြင်ကိုငါတို့လျံမိသားစုကတင်ထားပြီးအခုချက်ချင်းလစ်တော့တခင်လေးသူတို့တင်မောပေါ်မှာငါးတွေပါသွားပြီဗျပင်လယ်ကမင်းတို့လျံမိသားစုပိုင်တာမလို့လားမျက်လုံးအပြူသားနဲ့တိတိချာချာကြည့်လိုက်ဦးရေမျက်နှာပြင်ပေါ်မှာငါးတကောင်ကိုကြံသေးရဲ့လားမင်းတို့တကောင်မတောင်ဖမ်းမိမှာမဟုတ်ဘူးမဖြစ်နိုင်တာသူ့ရဲ့တင်မောစုပ်ကြီးကတကောင်တောင်ဆက်မှာမဟုတ်ဘူးအမြန်လှည့်လိုက်သူ့ကိုစိတ်ကန်းစီအသက်ရှင်လျက်ပြန်မရောက်စေနဲ့ရန်ဟိုင်ဖုန်းငါကတော့ဝေါ်လင်းဖမ်းဆီးပြီးလို့စိတ်ကန်းကိုပြန်ပြီးဟေ့မင်းကတော့မင်းရဲ့တန်တင်မောကြီးနဲ့ဒီမှာတင်ပင်လယ်လေးဖြည်းဖြည်းချင်းထိုင်တောက်နေလိုက်တော့ရန်ဟိုင်ဖုန်းမင်းကတော့အတုံးမကျတဲ့ကောင်ပဲငါကဆက်အစ်စ်ကြီးလဲလိုက်ပြီကွာမင်းရဲ့လေးလံလာတဲ့တန်တင်မောကြီးကငါတင်မောရဲ့မိကိုငွေကိုတောင်မိအောင်လိုက်နိုင်မှာမဟုတ်ဘူးပြန်ရောက်ရင်မင်းအဖေကပါသွားပြောလိုက်ဦးဒီပင်လယ်ပြင်ရဲ့စီးမြင်းတွေကဒီနေ့ကစပြီးဖာကူလို့အမိပြောင်းသွားပြီဆိုတာကိုချောင်းစိမ့်အားမင်းမွန်လွယ်ပိုင်းကမှဝယ်ထားတဲ့တင်မောဆုပ်ကြီးမောင်းထွက်သွားတာလမ်းခုလက်မှာတင်ဆက်ကချိုးရင်းမသွားဘူးလားဒီအကောင်ကြီးကိုမင်းဘလို့များဖမ်းလာနိုင်တာလဲငါတသက်လုံးငါဖမ်းလာတာတော့ဒီလောက်ကြီးတဲ့တူနာငါမျိုးတစ်ခါမှမမြင်ဘူးချောင်းစိမ့်မင်းကတော့ငကားမင်းကြီးရဲ့ပင်လယ်ဆောင်ရတနာကိုတမ်းမျိုးချလိုက်တာပဲချောင်းဆန်းမင်းဒါငကားမင်းကြီးရဲ့ပင်လယ်ဆောင်တက်စခန်းကိုတန်းဆွဲလာတာပဲအားလုံးပဲတေချာကြည့်လိုက်ကြစမ်း3 မီတာရှည်တဲ့တူနာငါးဘရင်ကြီးကလျံမီသားစုရဲ့တန်ခွန်လေးကြီးတွေပင်လယ်ထဲမှာ3 ရက်လုံးပတ်မွေနေတာတော့ဒီငါးရဲ့အရေးရောင်ကိုတော့မမြင်ခဲ့ရဘူး3 မီတာရှည်တဲ့တူနာငါးဘရင်ကြီးကိုငါတစ်သက်လုံးမမြင်ဘူးတစ်သက်လုံးငါဖမ်းလာတာဒီလောက်ကြီးတာမျိုးတစ်ခါမှမကြုံဘူးမင်းဒါငကားမင်းကြီးရဲ့ပင်လယ်ဆောက်တဲ့စခန်းကိုတန်းဆွဲလာတာမဟုတ်လားချောင်းဆန်းကြီးလေးမင်းဒီဖုန်းဆက်လိုက်တာတကယ်ကိုအကွက်စီလုံးနဲ့ငါးတကောင်ကိုတတန်းဝိုင်းရွမ်းဒါကိုငါယူသွားပြီးတစ်မျိုးလုံးမှာအကြီးဆုံးလေလံပွဲစားတောက်ပွဲလုပ်မယ်မင်းကောင်းညိတ်တာနဲ့ငါချက်ချင်းပတ်စံထုတ်ပေးမယ်တတန်းနဲ့လားဒီစင်းရဲသားကောင်ကပင်လယ်ထဲထွက်သွားတာနိုင်ဝက်လောက်ပဲရှိသေးတယ်ငါ30ဘဝစာရှာရမယ့်ပတ်စံကိုရှာနိုင်သွားပြီပေါ့အားရစရာကြီးกว่าတကောင်ကိုတတန်းနဲ့လျံဟိုင်ဖုန်းမင်းကငါ့ကိုစင်းရဲတယ်လို့အထင်သေးခဲ့တာမဟုတ်လားအခုငါအိတ်ထဲကပတ်စံတွေကမင်းတို့တမိသားစုလုံးရဲ့အသက်ကိုပါဝယ်လို့ရတယ်မရောရဘူးဒီငါကငါတို့လျံမိသားစုရဲ့ငါးလမ်းကြောင်းတွေကငါကြီးပဲမင်းဝယ်လို့မရဘူးဘသူဆယ်ယူနိုင်ရင်ဘသူဥစ္စာပဲမင်းငါစီးပွားရေးကိုထပ်ပိတ်ပင်ဦးမယ်ဆိုရင်မင်းအဖေပါဝင်အကုန်ရှင်းပြမယ်ဦးမှန်ချမ်းကျွန်တော်ကူးချောင်ဆန်းဒီနေ့တရားဝင်လူကြီးဆောင်ရနဲ့လာတောင်းရမ်းလာပါဒီတစ်တာထဲမှာတတန်းရှိတယ်ဦးတို့တမိသားစုလုံးရဲ့ကွန်ရက်ကိုဝယ်ဖို့လောက်ပြီလားတတန်းမင်းကောင်လေးကတကယ်ပဲနိုင်ဝက်တွင်ဒီလောက်များကြီးရှာနိုင်ခဲ့တာလားဒါတွေအကုန်လုံးကကြည့်ရွေအတွက်တင်တောင်းတဲ့အမွေနှစ်ပစ္စည်းတွေလားချောင်ဆန်းမင်းမနေ့ကမှလှေဝယ်ထားတာဒီနေ့ကျတော့လေဒီလောက်ပတ်စံများကြီးယူလာပြန်ပြီးမင်းပေါင်ကြော်တဲ့အလုပ်မျိုးတွေတော့သွားမလုပ်ပါနဲ့နော်ကြည့်ရွေစိတ်ချပါဒီပတ်စံတွေကတတ်ရှင်းပါကျွန်တော်ကိုရေးချင်းနဲ့ကိုပင်လယ်ထဲကနေရှာဖွေဆယ်ယူလာတာဒီနေ့ကျွန်တော်မင်းကိုတိတ်ခါရှိရှိနဲ့တရားဝင်လက်ထပ်ယူမှာပါရှမ်းမန်ထန်း
မင်းဒီပတ်စံကိုယူရဲရင်ယူကြည့်လိုက်လေမင်းရဲရဲတာစမ်းကြည့်လိုက်ငါအခုချက်ချင်းမင်းအိမ်ကိုရိုက်ခွဲပြစ်မယ်မင်းကအခုခွေးအုပ်ခေါ်ပြီးရှောက်ဟောင်ခိုင်းတာကလွဲရင်ဘာလုပ်နိုင်သေးလို့လဲငါမှပတ်စံရှိတယ်တင်မောရှိတယ်မင်းကဘာကောင်းမို့လို့လဲတခင်လေးဟန်ဖုန်းပြောတာတော့မဟုတ်သေးပါဘူးချောင်းစိမ့်ကအခုမာရီနာစိတ်ကမ်းမှာပတ်စံအရှာနိုင်ဆုံးတင်မောကပတိန်ပြပတ်စံပဲမြင်တတ်တဲ့ရှမ်းမန်ချမ်းတော်တော်လေးဟုတ်နေတာပဲဝမ်တတန်းနဲ့မင်းကိုဖြုတ်ထုတ်ပြလိုက်တာပေါ့မင်းတို့အိမ်ကလျံအိမ်တော်ကိုပေးစရာရှိတဲ့တင်မောဘိုးအကျွေးတော်မကျေတဘူးမလားအခုခွေအဲ့ဒီတင်မောဘိုးကနှစ်ကုံမအခြေဆက်မယ်လို့ပြောထားတာလေဗျာအခုအချိန်ကြီးအကျွေးလာမညစ်ပါနဲ့လျံတုံးခွေမင်းမလူတွေကိုအကျွေးတောင်းပြီးအကြက်ကင်တက်တဲ့ဒီပညာတစ်ခုပဲကျန်တော့တာလားသူမင်းကိုဘလောက်ကျွေးဆက်ဖို့လိုနေလဲဒီနေ့ငါပဲအရင်ရောအတိုးပါမင်းမျက်နှာပေါ်လွှတ်ပစ်ပေးမယ်စိတ်မလောပါနဲ့ဟာမင်းကကန်ဆာတာအရန်တက်နေတယ်ဆိုမှတော့ပွဲကြီးပွဲကောင်းတပွဲလောက်စောကြတာပေါ့အပြင်ဘက်ပင်လယ်ပြင်ကနဂါမင်း6လုံဝံကုန်းအောက်ခြေမှာ200ကြီးတက်တန်းရှိတဲ့နဂါလေးကြီး Dragon Turtle ရှိတယ်အဲ့ဒါကိုဆယ်ယူပေးနိုင်ရင်ရန်အိမ်တော်စိတ်ကန်းရဲ့လုတ်ပိုင်ခွင့်တစ်ဝက်ကိုမင်းကိုပေးမယ်ရှန်အိမ်တော်ရဲ့အကျွေးကိုလည်းတခါတည်းအကြည့်ဖြတ်ပေးမယ်အထဲမှာတည်သွားလိမ့်မယ်ချောင်းစိမ့်လက်မခံနဲ့နဂါမင်း6အောက်ခြေမှာဝဲကရက်တွေကြီးပဲတင်မောတစ်ဆက်စီးသွားရင်ကိုစီးကပြန်မထွက်နိုင်ဘူးဒါအသက်နဲ့လဲရမယ်ကိစ္စစာချုပ်လက်ခံလိုက်ပြီးအားလုံးအစင်တင့်ပြင်ထားကြ3ရက်နေရင်လာခဲ့မယ်မင်းယူသွားပြီလားနဂါမင်း6ဆိုတာလူသွားရတဲ့နေရာမဟုတ်ဘူးငါတို့ပတ်စံယူပြီးမြို့ပေါ်မှာအေးအေးဆေးဆေးသွားနေရင်မဖြစ်ဘူးလားဘာလို့လဲနားထောင်စမ်းလျှက်အိမ်တော်ရဲ့အမြစ်ကဒီစိတ်ကမ်းမှာရှိနေတာသူတို့သာမပြိုလဲတည်းငါတို့ပဲပြပြအနောက်ကနေလိုက်ကိုက်နေကြမှာငါသူတို့ရဲ့အမြစ်ကိုအပြတ်ပြတ်ပြရမယ်အကိုကျွန်တော်အချို့ဆုံးတကြားလုံးကိုအကိုအတွက်ချန်ထားပေးတယ်စားပြီးရင်လောကမှာအတုမရှိအစွမ်းထက်ဆုံးဖြစ်သွားလိမ့်မယ်အကိုပြန်လာရင်ဒီစိတ်ကမ်းမှာအကြီးဆုံးအင်ကြီးစောက်ကြမယ်ကုချောင်းစိမ့်အခုချက်ချင်းရက်လိုက်စမ်းဒီနေ့မင်းရဲ့အစုပ်ပလုတ်တင်မောကိုအပိုင်းပိုင်းပြတ်သွားအောင်ငါဝင်တိုက်ပြင်မယ်အကိုဖုန်းရှေ့မှာနဂါမင်း6ရှိတယ်ဗျဝဲကရက်တွေကြီးပဲရှေ့ဆက်မသွားပါနဲ့တော့အရှိန်ပြင်းပြင်းပြီးကိုယ်လိုက်စမ်းလျံဟိုင်ဖုန်းမင်းကမင်းဖေရဲ့တန်လေးကိုအားကိုးတာကလွဲရင်ဘာတက်သေးလို့လဲကွငါဒီနေ့နဂါမင်းပြမှန်ကိုသွားမလို့တက်တိရှိရင်လိုက်ခဲ့လိုက်မြတ်စွာဘုရားရေစည်းကလည်းဒီလောက်တောင်ကျန်းနေရတာလဲငါလေကိုတဆစီဖြစ်အောင်တမင်တက်လုံနေတာလားငါယွန်းတတန်းအကုန်ကြခံပြီးမှရလာတဲ့ဒီအလှည့်ပြောင်းအခွင့်အရေးကိုတော့ဒီလိုရေမြောင်းမှုထဲမှာလုံးဝအပျက်စီးမခံနိုင်ဘူးရေအောက်ကဝဲစည်းချောင်းကအရန်တန်တယ်တန်တုံးတွေနဲ့မချိတ်ထားရင်ရေအောက်ခြေအထိလုံးဝမြုပ်မှာမဟုတ်ဘူးငါဒီနေ့ရေအောက်ကကြောက်တုံးတွေကိုပဲအကုန်ကြိုက်ခွဲပြရနဂါးကြိုက်ပိုင်းစခါကိုတူးဖော်ပြီးမင်းတို့မျက်နှာကိုလွတ်ထူပြမယ်တွေ့ပြီဒီမှာဖြူဖွေးပြီးလင်းနေတဲ့အကောင်ကြီးပဲဒါကိုရေပြင်ပေါ်ဆွဲတင်နိုင်ုံနဲ့မရပါမီသားစုရဲ့စိတ်ကန်းတစ်ဝက်ကငါလက်ထဲလုံးဝရောက်ပြီထဲဆန်းလာမတိနဲ့ရက်လိုက်စမ်းရေအောက်ကအမီးရှည်တတဝါဆိုးကြီးမင်းနေရာမှာတင်ငိမ့်နေစမ်းအခုချက်ချင်းတတိဆွဲပြီးတစ်ဖက်ကိုလစ်လိုက်တော့ငါကြီးပွားမဲ့လမ်းကိုလာမပိတ်နဲ့ငါဆင်းရဲဒုက္ခခံလာရတာနှစ်ပေါင်း20ရှိပြီးဒီနောက်ဆုံးပိတ်သေးရေးရှင်ရေးထုံးကိုတော့ဘယ်ကောင်မှလာဖြေဖို့မစင်စားနဲ့လှဲ့ဆန်းလေပတ်ဆန်းရေအောက်ကကြောက်တုံးခွန်စုပ်ကငါအသက်ထက်ပိုမနိုင်ဦးမလားကွာငါကတော့အသက်တောင်မနှမျောတော့ဘူးရေပေါ်တက်လာပြီးဟေ့အဲ့ဒါလျံနှုံးကွမ်ပဲဒီတခါတော့မင်းညင်းလို့မရတော့ဘူးဖုန်းကော့မြန်ကြည့်လိုက်ဦးဟိုကောင်မသေးသေးဘူးပဲကုန်းဘက်ပေါ်ကအလင်းဖြူတွေလင်းနေတဲ့အကောင်ကြီးကတေချာပေါက်ရာစုနှစ်ချီတက်တန်းရှိတဲ့နဂါးစင်ကမှာပဲတိမ့်တန်းချီတန်တာဟေ့တိမ့်တန်းချီတန်တာကုချောင်စိမ့်မင်းလိုရွှွန့်ပွက်အိုင်တွေကလူစင်းရဲကဒီလိုမျိုးချမ်းသာကြောင်းယတနာကိုပိုင်ဆိုင်ဖို့တန်လို့လားကုချောင်စိမ့်အဲ့ဒီကမှာကိုအခုချက်ချင်းငါစီလှမ်းပစ်ပေးစမ်းဟင်းအင်းလို့တလုံးပဲပြောရကြည့်ငါအခုချက်ချင်းမင်းပေါ်ကနေတင်မောနဲ့ကြိမ်မောင်းသွားဖြစ်မယ်ရေအောက်ကမွေနဲ့တွေအကုန်လုံးအပေါ်တက်လာခဲ့စမ်းဟိုတန်တင်မောရဲ့ပန်ကာကိုမိမိရရပတ်ချလဲပတ်ပြီးတေအောင်ငွေနှောက်လိုက်စမ်းဘာဖြစ်တာလဲတင်မောကဘာလို့ရက်သွားတာလဲဖုန်းကောရေထဲမှာမွေနဲ့တွေကြီးပဲပန်ကာကိုအကုန်ကိုက်ပိတ်ထားလို့တင်မောဆက်ရှိမရှိတော့ဘူးဝဲကရက်ကကျွန်တော်တို့ကိုကြောက်ဆောင်တွေထဲဆွဲသွင်းတော့မယ်ရန်ဟိုင်ဖုန်းမင်းဒီမှာပဲမွေနဲ့တွေကိုအစာကျွေးပြီးကြံခဲ့တော့ငါကတော့ယတနာကိုယူပြီးစိတ်ကန်းကိုပြန်ကမင်းတို့လျံမိသားစုရဲ့လုပ်ငန်းတွေကိုတင်ရတော့မယ်ချောင်းစိမ့်မင်းတကယ်ပဲအသက်ရှင်လျက်ပြန်လာခဲ့တာလားမင်းနဲ့ပတ်သက်လို့တော့စိတ်ချပါငါတို့ဘဝကိုငါအသက်နဲ့လဲပြီးပြန်လဲထူထောင်မယ်လို့ပြောခဲ့ဘူးတဲ့ဒါကြောင့်ပင်လယ်ထဲမှာဘယ်တော့မှအတိမခံဘူးမန်ချန်စုတေတေချာချာကြည့်လိုက်စမ်းဒါကလျံနှုံးခွေနာမည်တက်ပြီးအလိုရှိနေတဲ့ရာစုနှစ်ချီနဂါးစင်ကမှာပဲအိုးဖျားသခင်ဒီခွန်ရဲ့အစင်းကြောင်းတွေရဆိုရင်အ ਨੇ ဆုံးပင်လယ်ရေအောက်မှာနှစ်ပေါင်း100ကျော်တက်တန်းရှိရမယ်ချောင်းစိမ့်မင်းတကယ်ပဲနဂါးမင်းမြောင်းရဲ့ဘိုးဘေးအကောင်ကြီးကိုအမြင့်ပါမကြံတူးဖော်လာခဲ့တာပဲကုချောင်းစိမ့်ဟိုင်ဖုန်းကောဘယ်မှာလဲငါတို့လျံမိသားစုရဲ့တန်တင်မောကမင်းနောက်ကိုလိုက်သွားတာလေဘာလို့မင်းတယောက်တည်းပြန်လာတာလဲမင်းသားကငါတင်မောကိုတိုက်ခွဲဖို့လုပ်ရင်းနဲ့သူကိုယ်တိုင်ကြောက်ဆောင်ကိုဝင်တိုက်မိသွားတာရာစုနှစ်ချီနဂါးစင်ကမှာကိုတော့ငါတဝက်ဆယ်ယူလာနိုင်ခဲ့ပြီလုပ်ငန်းလေပတ်ခွင့်ကိုအခုချက်ချင်းငါစီလွှဲပြီးတော့အမေစိတ်ကမ်းမှာငါကပဲစီကမ်းပဲဟေးသူ့ကိုဖမ်းချုပ်ထားစမ်းအဲ့ဒီနဂါးစင်ကမှာကိုလူယူခဲ့ဘသူကသူ့ဘက်ကနေစကားပြောပေးရလဲကြည့်ရသေးတာပေါ့ရန်တုံးခွေဒီနေ့ဘသူမဆိုရှေ့ကိုခြေတလန်းတိုးရဲကြည့်ငါကိုရိုင်းသားနဲ့လေပတ်ကိုအသေးသက်ပြစ်မယ်ငါနဂါးမင်းမြောင်းထဲမှာအသက်ပါရင်ပြီးလောင်းကြီးထက်ခဲ့တာမင်းတို့တမိသားစုလုံးကိုအဖို့ခေါ်ဖို့လဲမကြောက်ဘူးအကုန်လုံးလက်ရက်လိုက်စမ်းမင်းတို့တွေကဘသူက6စိမ့်ညီကိုရဲ့အမွှေးတပင်ကိုတောင်တို့ရဲလဲကြည့်ရသေးတာပေါ့
တထေးကြီးဒါကျင့်ဒါကကျွန်တော်တို့စိတ်ကန်းရဲ့ကိုကြီးကိုတာကိစ္စပါခမားကပင်လဲစာစားတော့ဆိုင်ဖွင့်ထားတာပဲလက်ကိုအဝေးကြီးအထိဆက်မလာပါနဲ့အဖိုးတန်ရာစုနှစ်ချီသမုတ်တရားရည်နှစ်ပိုင်းယတနာပဲအဖိုးတန်လားကြည်လားညီလေးရငါ330ရွမ်3တန်းပေးမယ်ဒီပစ္စည်းကိုငါ့ကိုပေးပါတထေးကြီးဒီကောင်ကမယိုးသားတဲ့နီးနဲ့လောင်းကစားကိုနိုင်သွားတာပါဒီပစ္စည်းကမူလကလေးကလျံမီသားစုပိုင်ရမှာရန်နှုံးခွေမင်းကမရှုံးရဲလို့လူလိမ်လုပ်ချင်တာလားဒီနေ့ဘသူမဆိုသူ့ကိုထိရဲရင်မနှက်ဖြန်ကြရင်မင်းတို့လျံမီသားစုရဲ့တင်မောတွေအကုန်လုံးတန်ဆုပ်ဖြစ်သွားစေရမယ်မန်ချန်စုခမရလျံမီသားစုစီမှာတင်နေတဲ့တင်မောအဟောင်းဘိုးရထောင်တသိန်းကိုဒီနေ့ရွာသားအားလုံးရဲ့ရှိမှာကျွန်တော်ကိုယ်တိုင်ဆက်ပေးလိုက်မယ်ဒါနဲ့ပတ်သက်လို့ဒီနေ့ကစပြီးချစ်ဦးကငါကူးချောင်စိမ်းရဲ့မိမပဲခမရအာနာရှိတဲ့လျံမီသားစုစီမျက်နှာလိုမျက်နှာရဖြစ်ဖို့သူ့ရဲ့အိမ်တော်ရေးကိုထပ်ပြီးအတုံးချရဲဦးမလားကြည်ကြသေးတာပေါ့ငါနဲ့မပြီးဘူးမတ်အိုးမလေးဖျားတခင်ကြီးချောင်စိမ်းမင်းတကယ်ပဲချမ်းသာသွားတာပဲဒီပတ်စံတွေအကုန်လုံးငါအတွက်ပေါ့ဟုတ်လားချစ်ဦးငါတို့အိမ်ပြန်ကြဆန်းစို့အဖေအကုန်လုံးပျက်စီးကုန်ပြီကျွန်တော်တို့အိမ်ကတန်တင်းမောကကြောက်ဆောင်နဲ့တိုက်ပြီးနစ်သွားပြီးညီကိုတွေအကုန်လုံးအသက်ကယ်ဘောကွင်းတွေနဲ့မှအသက်မသေးပဲပြန်လဲလွတ်မြောက်လာခဲ့ကြတာမနှဲမလဲအသက်လူပြီးပြန်ပြေးခဲ့ရတဲ့အတုံးမကျတဲ့ကောင်တွေအကောင်းဆုံးတန်လျက်အမာဆုံးတိုက်ကွက်ဦးချိုရဲရှိနေပြီးတော့တောင်ကွဲအပ်နေတဲ့ဒီဇယ်လေးတစ်စီးကိုတောင်မတားနိုင်ဘူးဓာမရွတ်ချံလူမိုက်ကလူခေါ်ပြီးလာနေပြီးငါ350ဝါထုတ်ပြီးလူရှာမယ်ဒီညကူမိသားစုကိုစိတ်ကန်းကနေထာဝရပြက်ကွယ်သွားစေရမယ်ပတ်စံအနီးအိတ်ကြီးတွေအများကြီးပဲအကိုရေအောက်ကငကားမင်းကြီးကိုတပြတိုက်လာတာလားဒီပတ်စံဆိုရင်တတိတကြလုံးပိတ်တာပေါင်း1000တောင်ဝယ်လို့ရတယ်မအားရင်မနှက်ဖြန်အကိုမင်းကိုမြို့ပေါ်ခေါ်သွားပြီးစေကူပေးမယ်မင်းကိုတစိတ်ကန်းလုံးမှာအလှပဆုံးအတောက်ပြောင်ဆုံးတို့သမီးလေးဖြစ်စေရမယ်အမြန်ပြေတော့ရန်တုံးခွေကပင်လယ်ပြင်ကဓမ္မရွတ်ချံကိုစိတ်ကန်းနဲ့ခေါ်လာပြီးတင်မောနဲ့ကြီးစိတ်ကန်းနဲ့ဝင်လာပြီးအားလုံးလက်နက်တွေနဲ့ဓမ္မရွတ်ချံဆိုတာပင်လယ်ပြင်မှာကုန်တင်တင်မောတွေကိုပဲတီးတန့်တပြလိုက်တဲ့ကောင်မဟုတ်လားရန်တုံးခွေယူသွားပြီပဲငါမပြေးဘူးသူတို့လက်ထဲမှာကရိယာတနက်တွေပါတယ်မင်းသားနဲ့သွားခုတ်လို့မနိုင်ဘူးမင်းတို့အမြန်ပြေးကြတော့ငါစိတ်ကန်းပတ်သွားပြီးသူတို့ကိုလမ်းလွှဲထားလိုက်မယ်မင်းအဖေနဲ့မေးပြီးတော့ရှောင်းမန်းကိုခေါ်ပြီးတောင်ကုန်းနောက်ဘက်ကနေရွာလူကြီးစီသွားရှာချီရန်တုံးခွေကတော့သူ့နယ်မြေထဲမှာတောင်ဆင်းရဲတဲ့ကောင်လေးတယောက်ကိုမရှင်းနိုင်လို့ငါ့ကိုအထိအကူကြီးလမ်းတောင်းရတယ်လို့အဲ့ဒီကောင်ကတော်တော်လေးအောက်လန်းနီးဆန်တယ်စမ်းကြယ်တယ်အကိုကြီးချန်ဒီညသူ့ကိုဖမ်းမိရင်လူလို့ရတဲ့ပစ္စည်းအလုံးချန်အကိုကြီးပဲယူလိုက်ရှေ့ကိုမီတာ30ဝါလောက်ဆိုရင်အဲ့ဒီကောင်ရဲ့စုပ်ပြတ်တက်နေတဲ့အိမ်ဝင်းပဲသူ့ကိုဖမ်းမိတာနဲ့သူ့အိမ်ကမိမကိုတော့ညီကိုတွေကိုပဲလွှဲပေးလိုက်တော့ဟာဓာမရွတ်ချံမင်းကအသက်ကိုလိုချင်ရင်အိမ်ဝင်းထဲခြံစည်းရိုးကြော်ဝင်နေဖို့မလိုပါဘူးငါဘာသာငါအလိုလျောက်တကားဝအထိလာပေးတာပဲအကိုကြီးချံသူကကူချောင်စိမ့်ပဲမြ လက်စဖြောက်လိုက်တော့ဒါပြက်ရနဲ့ချံတောက်ပါချံရန်ဟိုင်ဖုံးမင်းတို့ကငါအသက်ကိုအသေးလဲလိုချင်နေမှတော့ဒီနေ့ဒီပင်လေပြင်ဟာမင်းတို့တကြိုရာမြေပဲဖြစ်ရမယ်တောက်ပါချံမင်းလိုငွေမက်ပြီးအသက်မနှံ့မျောတဲ့လူဦးတူကောင်ကဒီနေ့မင်းကိုဒီတေမင်းတမန်အရက်စီတမင်တက်ညခေါ်လာတာမင်းရဲ့မှောင်ခိုတင်မောကဘလောက်တောင်ကြန့်ခိုင်နေလဲငါကြည့်ရသေးတာပေါ့ကုချောင်ရှမ်းမင်းကစင်းရဲမွဲတေနေတဲ့ကောင်ပဲဘာလို့ပြေးနေတာလဲစောကကုန်းပေါ်မှာတုန်းကတော့အကျယ်ကြီးအော်ဟစ်နေခဲ့တယ်မဟုတ်လားအခုရက်ပြီးအသေးခံဆန်းဟိကောင်တွေတက်သွားပြီးသူ့ကိုဆွဲထားကြဆန်းဖြစ်ကြဟာဟောချမ်းမင်းမလက်နက်တွေဘလောက်ပဲရှိငါရဲ့ရေဝဲကောင်ကြီးတွေလောက်များလို့လားကြည့်လိုက်စမ်းကုချောင်ရှမ်းမင်းပါအတတ်ပညာတွေတုံးလိုက်တာလဲသူ့ကိုအမြန်လွတ်ခိုင်းစမ်းလျံမီသားစုစီကရတဲ့ငါတန်းလုံးမင်းကိုပဲပေးလိုက်တော့မယ်မင်းတို့ကလျံမီသားစုစီကပတ်စံကိုယူပြီးငါတို့တမီသားစုလုံးရဲ့အသက်ကိုလာနှုတ်ကြတာပဲဒီနေ့ဟာမင်းတို့အားလုံးရဲ့လမ်းဆုံးပဲလျံ3ခုပဲမင်းပတ်စံအများကြီးအကုန်ကြခံပြီးပြစ်ဖိတ်ထားတဲ့တေမင်းကိုငါကလွတ်လိုက်ပြီးနောက်တစ်လဲကတော့မင်းတို့လျံမီသားစုအလှဲ့ပဲမင်းကတကယ်ကိုရင်းနှီးမြုပ်နှံရတာပဲဒီဓာတ်ချက်တစ်ချက်နဲ့ခေါင်းဖြတ်တာကဆိုတဲ့ဒေါသဖြေငါတန်းကိုတော့မင်းတို့လျံမီသားစုကငါ့ကိုကြိုတင်ပြီးတောင်းပန်တဲ့အလျော်စားလို့ပဲသဘောထားလိုက်မယ်တောက်ပါချံတညလုံးသွားတာဘာလို့အကြောင်းပြတ်မလာသေးတာလဲအဖေစိတ်ချပါအဲ့ဒီစင်းရဲသားကောင်တွေအားလုံးပင်လယ်တွေကငါးစာဖြစ်သွားတော့ပါပြီရန်3ခုပဲမင်းမျက်လုံးကိုတေချာဖွင့်ပြီးကြည့်လိုက်စမ်းဒါတောက်ပါချံရဲ့တနက်ပဲသူနဲ့တချွန်းတို့အားလုံးပင်လယ်အောက်ခြေကိုရောက်သွားကြပြီပင်လယ်ရေအောက်ရောက်သွားတာပေါ့မင်းက350ငါးတန်းပေးပြီးငါမိသားစုတစုလုံးရဲ့အသက်ကိုဝယ်ခဲ့တာအခုတော့မင်းတို့လျံမိသားစုစီကအကျွေးပြန်တောင်းရမယ်အလှည့်ရောက်ပြီးလောင်းကြီးထက်ရင်ရှုံးတာကိုလက်ခံရရမယ်ဒီတုံးမကြတဲ့ကောင်ကိုခေါ်ပြီးစိတ်ကန်းကနေအမြန်ဆုံးလစ်လိုက်တော့လျံမိသားစုပိုင်ဆိုင်မှုရဲ့ထက်ဝက်ဟာဒီနေ့ကစပြီးငါအပိုင်ပဲချောင်စန်းကြီးလေးအကိုကြီးနဲ့ငါဆရာတို့မင်းဘက်ကနေမမရက်တီပေးဖို့လာပြီဒီနေ့ဒီစိတ်ကမ်းမှာမင်းကိုဘသူကလူမိုက်ဆက်ဆန်လာကလိန်ကျဲရဲလဲဆိုတာငါကြည့်ချင်သေးတယ်ရန်တုံးခုဘက်ကမနေ့ကလေးကလက်မှတ်ထိုးလက်ပွေနေခဲ့ပြီးဒီနေ့လျံမီသားစုရဲ့စိတ်ကမ်းကဆိုင်တွေနဲ့အဝယ်တိုင်းထက်ဝက်ကိုငါလာသိမ်းတာမင်းမကြည့်နဲ့ရင်တော့အောက်ခံထားလိုက်မင်းလူငါပြီးလူတက်ခိုင်းတဲ့ကိစ္စကိုငါကအကောက်မရှင်းရသေးဘူး
မင်းတို့ဒါအတင်းအဓမ္မလူယူနေတာပဲငါတို့လျံမိသားစုဒီစိတ်ကမ်းမှာလုတ်ကင်လာတာနှစ်ပေါင်း30ရှိပြီးဘာအကြောင်းနဲ့ငါရဲ့လုပ်ငန်းအင်ပါယာကိုလာလူရတာလဲငါမကျေနပ်ဘူးချောင်းဆန်းမင်းအသက်ပြင်းပန်းကတိနေတာပဲနောက်ကြရင်မင်းကဒီစိတ်ကမ်းရဲ့အကြီးဆုံးတထေးကြီးဖြစ်ပြီပေါ့နောက်ဆိုစိတ်ကမ်းရဲ့စီကမ်းတစ်ကိုငါပဲတတ်မှတ်မယ်ဘယ်သူမဆိုဈေးနေပြီးတန်ငါတွေကိုထနှိပ်ဆက်ရင်အင်းရဲ့ဆိုင်ကမ်းကိုငါကိုယ်တိုင်ရိုက်ခွဲပြစ်မယ်လျံမိသားစုပြိုလဲသွားပြီဆိုတော့ဒီနေ့မျိုးလဲသွားပြီးမင်းအတွက်အကြီးဆုံးရွှေလက်ဝတ်ရတနာတွေဝယ်ပေးမယ်ချောင်းဆန်းညီလေးစိတ်ကမ်းကိစ္စတွေအားလုံးပြတ်သွားရင်ငါတို့ကျင့်ချံမျိုးမှာအကြီးဆုံးပင်လယ်စာစားတောက်ဆိုင်ကြီးတော်ဖွင့်ကြစို့တခင်လေးဟိုင်ဖုန်းမင်းယူနေလားလျံမိသားစုကိစ္စတွေကငါနဲ့ဘာမှမဆိုင်ဘူးလေဘာလို့ငါ့ကိုဒီလေးပေါ်ခေါ်လာရတာလဲအဖိုးကြီးမင်းသမီးကိုကူးချောင်ဆန်းစီပေးစားခဲ့လို့တာမဟုတ်ရင်ငါတို့လျံမိသားစုဒီနေ့လိုအခြေအနေမျိုးထိဘယ်ကြဆင်းပါမလဲအကိုစုမြန်မြန်ပြရအောင်ကူးချောင်ဆန်းရဲ့လက်အောက်မှာအခုလူတွေအပြည့်ပဲငါတို့ကိုတွေ့သွားရင်သိပြီပါဇက်ပိတ်ထားဆန်းလျံဟိုင်ဖုန်းငါတယောက်ထဲလာခဲ့တယ်မင်းလိုချင်တဲ့ပတ်စံလဲငါယူလာပေးတယ်မန်ချန်အဖိုးကြီးကိုအခုချက်ချင်းလွတ်လိုက်ဒီတက်တာထဲမှာငွေသား2တန်း30ရှိတယ်မင်းဒီပတ်စံကိုယူပြီးဒီပြည်နယ်ထဲကနေချက်ချင်းလက်တော့ဒါမှခွေးသက်ရှိမှာချောင်းဆန်းကဲပါဦးဒီအယူကတကယ်လူတက်မဲ့ကောင်မင်းအသက်ကိုငါယူရမယ်မင်းကတော့လေဒီအယူကတကယ်လူတက်မဲ့ကောင်ကမင်းအသက်ကိုငါယူရမှာဖြစ်မယ်ပိန်သေးလေးထဲမှာရှိတဲ့ဓာတ်ဆီတွေအကုန်လုံးသွားပြီးရှို့ဆန်းဟာဒီနေ့မင်းတို့2ယောက်လုံးကိုဒီစုပ်ပြတ်တက်နေတဲ့စိတ်ကမ်းမှာအရှင်လက်လက်မိမြိုက်တက်ပြင်မယ်ဖူကောအကိုဖူးရေကူညီပါဦးဘာဖြစ်တာလဲရေထဲမှာဘာကြီးလဲကူးချန်စိန်မင်းဘာလုပ်လိုက်တာလဲရန်ဟိုင်ဖုန်းငါပြောပြီးပြီလေရေဆက်မှာဆိုရင်ငါကအရှင်တခင်ပဲလက်ဝါးကောင်ကြီးရေဘဝဲကြီးဒီလေကိုအဆအနာဖြစ်အောင်ဆွဲပြက်ပစ်လိုက်စမ်းမင်းမတုတ်ပြန်ဖို့နီလန်ရှိသေးလားကူးချန်စိန်ငါမသွားတယ်သူ့ကိုဖယ်ခိုင်းပေးပါငါမသေးချင်သေးဘူးအော်ဟစ်မနေနဲ့တော့အချုပ်ထဲရောက်မှပဲအားရပါရအော်တော့ရဲတိုင်ထားပြီးမင်းလူမိုင်းငါပြီးလူနာကျင်အောင်လုပ်တဲ့အမှုအတွက်မင်းဘဝရဲ့လက်ချက်တစ်ဝက်ကိုထောင်တိုင်တန်းနောက်မှာပဲဖြည်းဖြည်းချင်းတွက်ချက်ရုံပဲရှိတော့တယ်ဒါဘယ်ကရောက်လာတာလဲကားစီးသားကိုမထိနဲ့တွင်းကုန်ကားကွာစီးတစ်ကွက်လောက်ကွာသွားရင်တော့မင်းရော်နိုင်မှာမဟုတ်ဘူးမျက်လုံးကိုတိတိကျကျဖွင့်ကြည့်စမ်းငါကကားလာဝယ်တာဒီကားက3တန်းတန်နဲ့အခုချက်ချင်းယူမယ်စာရွက်စာတမ်းတွေအမြန်လုပ်ပေးပြီးတာနဲ့မင်းချက်ချင်းထွက်သွားတော့မျက်စိမရှိတဲ့ကောင်ဒါကစိတ်ကမ်းမှာငါနဲ့အတူတေဖို့တေဖက်ဖြစ်ခဲ့တဲ့ညီကိုကမင်းကဘာမို့လို့လာပြီးအော်ဟင်းငောင်ငန်းနေရတာလဲလူကြီးမင်းတို့2ယောက်လမ်းမလာတာထင်တယ်ဒီနေရာကအစ်မြင့်ပီလာအိမ်ယာဆောင်ပြဘဲကမှန်းမသိတဲ့ခွေးလေးခွေးလွင်းတွေဝင်ကျင်တိုင်းဝင်လို့ရတဲ့နေရာမဟုတ်ဘူးမင်းတို့ပြည်နယ်မြို့တော်ကအယောင်းဝန်ထမ်းတွေကတော့တပုံစံနဲ့ပဲငါဒီနေ့ဒီမြေပုံပုံစံငယ်ရဲ့အလဲဘဟုအကြဆုံးကပင်လယ်မြင်ကွင်းရအိမ်ကိုပဲသဘောကျတယ်လျှို့ဝှက်နံပါတ်36လုံးအပြည့်ဆွဲပဲပတ်စံအကုန်ချက်ချင်းရှင်းမယ်စာချုပ်မှာငါစနီးစန်းကြည်ရဲ့နာမည်ကိုဓာတ်ရိုက်ရေးလိုက်ဒီနေ့ပဲတော့ယူပြီးတက်နေမယ်ရွှေဆွဲကြိုးအကြီးကြီးနဲ့တထေးကြီးကစီကံမတိဘူးပဲကြေးလက်စိတ်ကန်းကခြေထောက်မှာရွှွနေပေးနေတဲ့ရွှွလုံလူတန်းစားနဲ့ပေါင်းပြီးတော့ပြည်နယ်မြို့တော်မှာပထမတန်းစားအဆောက်အဦကြီးတစ်ခုဖွင့်ကျင်နေတာလားဒီပြည်နယ်မြို့တော်မှာငါကပဲစီကံပဲမင်းကဘာကောင်းမို့လို့ဒီနေရာမှာလာပြီးဆရာကြီးလုပ်နေတာလဲဘယ်သူရဲတားလဲတားတဲ့ကောင်ကိုအပြင်မောင်းထုတ်လိုက်စမ်းကောင်လေးတေချာနားထောင်ထားပင်လယ်ပြင်ပလမ်းကြောင်းအားလုံးကိုတင်မောတင်းစီလွှဲပေးရမယ်ဟိုတယ်ရဲ့ရှယ်ယာတစ်ဝက်ကိုငါယူမယ်မတဘောတူရင်မင်းရဲ့ဒီဟိုတယ်ဒီနေ့ပဲအပြည့်စည်းပုံဖြစ်သွားစေရမယ်ဟဲ့လူတွေဒီနေ့ဆိုင်ရဲ့တန်ဖိုးအကြီးဆုံးပစ္စည်းအလန်းစားတွေကိုထုတ်ခဲ့စမ်းပြည်နယ်မြို့တော်ကအမြင်မရှိတဲ့တောသားတွေမျက်စိပွင့်သွားအောင်ပြလိုက်စမ်းအာအမေကြီးဒါကအပြာရောင်တောင်ပန်တူနာငါးနဲ့ရွှေရောင်ကြောင်ငါပဲဒါတွေကဒဏ္ဍာရီတဲကပင်လယ်နဲ့မင်းကြောက်ဆောင်ရဲ့ပူဇော်တက်ကတွေပဲမဟုတ်လားဒီနေ့ကစပြီးဒီလိုထိတ်တန့်ပစ္စည်းတွေကငါရဲ့စီးမြင်တိုင်းပဲတွားရမယ်မကျေနပ်ရင်စမ်းကြည့်လို့ရတယ်တထေးကြီးကိုတကယ်ကိုလူငယ်သူရဲကောင်းပဲခေါင်းနှလုံးပါတူနာငါးနဲ့ရွှေကိုတဲ့ကြောင်ငါးတွေရှိတယ်လို့ကြားတယ်ငါတိမ့်တဲ့တူည10တန်းနဲ့အကုန်လုံးတိမ့်ကျုံဝင်မယ်တထေးကြီးကိုကျွန်တော်မသွားပါတယ်ကျွန်တော်မျက်စိမရှိခဲ့လို့ပါနောက်ကုန်တဲ့တင်းကတထေးကြီးရဲ့အမိတ်တိုင်းပဲအနာခံပါမယ်ညီကိုချောင်ရှန့်အားရစရာပဲတစ်ဖက်လူကိုလုံးဝဖိနှိပ်ထားနိုင်ခဲ့ပြီးဗီလာဘက်မှာမင်္ဂလာပွဲအတွက်အားလုံးပြင်ဆင်ပြီးသွားပြီးနာမည်ကြီးလုပ်ငန်းရှင်ကြီးတွေအားလုံးမင်းရဲ့မင်္ဂလာဝိုင်တောက်ဖို့စောင့်နေကြတယ်။ချောင်ရှန့်ငါရဲ့တမက်ကောင်းလေးရဲ့ငါပဲမျက်စိကန်းခဲ့လို့မင်းကတကယ်ငကားမင်းကြီးဝင်စားမှန်းမသိခဲ့တာ။ဒါကအစပဲရှိသေးတာပါငါကုချောင်ရှန့်နောက်ကိုလိုက်ရင်ဘယ်ကောင်းကင်ကမှငါတို့ကိုဖိနှိပ်ထားလို့မရစေရဘူး။ချောင်ရှန့်မင်းတကယ်လုံနိုင်ခဲ့ပြီပဲ။ငါတို့ကိုအနိုင်ကျင့်တဲ့သူတွေအားလုံးကိုမင်းချီပွားအောင်မှနင်းချီပစ်လိုက်ပြီ။မကြီးကဒီနေ့တိတ်လာတာပဲအကိုကျွန်တော်တို့ဘယ်တော့တင်မောကြီးစီပြီးပင်လယ်ဘီလူသွားတိုက်ကြမလဲပင်လယ်ကြီးကအကျယ်ကြီးပါနောက်ဆိုမင်းကြီးလို့မကုန်နိုင်တဲ့အရာတွေအများကြီးရှိသေးတယ်